When I in awesome wonder consider all the worlds I ကျွန်တော်နာမည်ကတော့ခမ်ခန့်လျန်ထန်ကင်းဖြစ်ပါတယ်ကျွန်တော်ကချင်းလူမျိုးဖြစ်တယ်ကျွန်တော်မိခင်ဖခင်ကချင်းလူမျိုးဖြစ်ပါတယ်ကျွန်တော်ကတော့ရန်ကုန်မှာမွေးရန်ကုန်မှာကြီးပါတယ်ဗမာနာမည်လည်းရှိပါတယ်အဲ့ဒါကတော့တန်းဦးလို့ခေါ်တယ်ကျွန်တော်ရဲ့ဘဝကမီယိုဖလာမိသားစုယုံကြည်သူဘဝကနေကျွန်တော်ဆင်းသက်လာတာဖြစ်တယ်ကျွန်တော်ကအသက်73နှစ်မှာအသက်ပြည့်ကျွန်တော်ရင်းနှီးချင်းခံခဲ့ပါတယ်ကျွန်တော်ဥပဝလန်အေဂျီဖျားเจ้าမှာစာအုပ်မျိုးချစ်ကိုယ်တိုင်ကျွန်တော်ရင်းနှီးချင်းပေးခဲ့တဲ့သူပါကျွန်တော်အသက်တာကတော့ရင်းနှီးချင်းစခံတော့ကတော့ကျွန်တော်ဘဝကကေတင်ချင်းစိတ်ချမှုရှိလားဆိုတော့လည်းမဟုတ်ပါဘူးပွဲတော်စားခြင်းလို့ကျွန်တော်ကရင်းနှီးချင်းခံတဲ့တာမန်ယုံကြည်သူပါဒီလိုနဲ့ကျွန်တော်အသက်တာထဲမှာနေ့တွေသွားလာတဲ့အခါမှာကျွန်တော်နေတဲ့ရက်ကွက်ကကြီးမနိုင်မြို့နယ်မှာဖြစ်တယ်ကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေကရက်ကွက်ထဲမှာမွေးစေဝါသမားတွေများပါတယ်ကျွန်တော်ရဲ့ဘဝကလည်းဆက်လက်မွေးစေအစဆက်လက်ကအဆိုသည့်အတိုင်းပဲကျွန်တော်နေတဲ့အိမ်ရှိမှာအမျိုးသမီးကြီးတယောက်ကနေတိုင်းကျွန်တော်ကြည့်လိုက်တဲ့အချိန်တိုင်းမှာသူကထမင်းစားပြီးတော့သူကဆက်လက်လေးကိုတောက်ပါတယ်ဆက်လက်လေးတောက်တဲ့အခါမှာသူကဆက်လက်ကိုတေးသေးချာချာဖင်နေပါလေစောင်းပြီးတော့တကယ်ပဲဟန်ပါပါနဲ့ဆက်လက်ကိုမီးညှိပြီးတော့ဖွာပြီးတော့နော်သူဆက်လက်တောက်လိုက်တယ်သူဆက်လက်တောက်တဲ့ခါကျရင်ဒါမျိုးလေးတောက်ပြီးတော့အဲ့လိုလေးလှုပ်တော့ကျွန်တော်အရန်သဘောကျတယ်ကျွန်တော်ကြည့်လိုက်တဲ့မှာသူအဲ့လိုလေးလှုပ်ပြပြီးတော့သူကလှုပ်ပြတာလည်းမဟုတ်သူဖြစ်နေတာဆိုအဲ့ဒါသဘောကျပြီးကျွန်တော်လည်းသူ့အိမ်ကိုသွားလဲပြီးတော့အဲ့ဒီသူတောက်တဲ့ဆက်လက်ပါလဲဆိုတော့ကျွန်တော်သွားကြည့်တယ်ကြည့်ပြီးတော့အဲ့တဲ့စိတ်ကိုကျွန်တော်ဝယ်တယ်အိမ်မှာအိမ်သားထဲမှာကျွန်တော်သူလှုပ်တဲ့အတိုင်းကျွန်တော်လှုပ်ပြီးကျွန်တော်ဆက်လက်တောက်ကြည့်တယ်ချောင်းတွေဆိုးလာတယ်သူကတော့ပါဇက်ထဲမှာအဲ့လိုလှုပ်ပေမဲ့ကျွန်တော်ချောင်းတွေအရန်ဆိုးပြီးတော့မျက်ရည်ထောင်ကြားတယ်ဒါပေမဲ့ကျွန်တော်မရမချင်းကျွန်တော်ပြန်လှုပ်တယ်အလုံးရင်းနဲ့ကျွန်တော်စလိတ်ဆွဲသွားတယ်အတုမြင်အတက်တင်ဆိုသလိုပေါ့စလိတ်ကနေပြီးတော့ကျွန်တော်တဆင့်ပြီးတဆင့်ကျွန်တော်ဗာတက်လဲတငယ်ချင်းအပေါင်းအသင်းတွေကလည်းအဲ့ဒီအချိန်မှာလူငယ်ကလည်းဖြစ်တော့တငယ်ချင်းတွေကစလိတ်တောက်ကြတယ်ကိုလည်းတောက်တက်တယ်ခင်မိတယ်ပေါ့ကိုတော့စလိတ်ကနေပြီးတော့တဖြည်းဖြည်းနဲ့ဆေးကြောက်ကနေဆေးလုံးကနေပြီးတော့နောက်ဆုံးမွေးဆေးဝါကျွန်တော်တို့သုံးဆွဲပါတယ်1988အရေးခင်းဆိုရင်ကျွန်တော်တို့အမတန်မှလွတ်လပ်တာပို့ပြီးတော့အဲ့မှာကျွန်တော်ရဲ့ဆေးသုံးဆွဲမှုတွေကအထွတ်ထိပ်ကိုရောက်သွားတယ်လွတ်လပ်တဲ့အခါကျတော့ဒီလိုပဲကျွန်တော်ဆေးသုံးရင်းနဲ့ကျွန်တော်မတိမသားကျွန်တော်မွေးဆေးတမကြီးကျုံဘွားရောက်တယ်8တန်းဆာမူဝဲနှခါကြပါတယ်နောက်ဆုံး3ခါမြောက်မှာတော့ကျေးဇူးတော်ကြောင့်အောင်သွားပါတယ်ပြီးတော့ကျွန်တော်မွေးဆေးဝါးထဲမှာပဲသုံးဆွဲလိုက်ကြောင်းတက်လိုက်နဲ့နောက်ဆုံးကျွန်တော်ကိုရမ်ဆံဝဲဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တော်တော်လေးပြက်စီးသွားပါတယ်အဲ့ဒါနဲ့ကျွန်တော်မိပါတယ်ကျွန်တော်ကိုရွာမှာခဏပြန်ပို့တယ်ရွာပို့တယ်လဲကျွန်တော်ရွာမှာဆိုတော့ပူဆိုးတာပေါ့အရက်တွေပါတယ်ကျွန်တော်တောက်မွေးဆေးဝါးမရှိတော့အရက်နဲ့ပြန်ဖြေးဒါနဲ့တစ်နှစ်လောက်နေတော့မထူးဘူးဆိုရင်မိပါတယ်ရန်ကုန်ပြန်ခေါ်တော့ကျွန်တော်အဲ့မှာတစ်ခါပြန်ပြီးတော့မွေးဆေးဝါးတငယ်ချင်းတွေနဲ့အပေါင်းအသင်းတွေနဲ့ပြန်တွေ့ပြီးတော့ငကိုလုံနေတဲ့မွေးဆေးဝါးပဲကျွန်တော်ပြန်သုံးတဲ့အခါမှာကျွန်တော်10တန်းကိုကျွန်တော်ကောင်းမဖြေခဲ့ပါဘူးအဲ့ဒါနဲ့ကျွန်တော်ဘဝက10တန်းလဲပညာရေးချင်းအဲ့လောက်မရောက်တဲ့အခါမှာကျွန်တော်ရန်ကုန်မြို့မှာကျွန်တော်နေလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့ဒီချိန်တုန်းက1995မှာကျွန်တော်ပတ်စံအရန်လက်ထဲမှာငွေတီးခဲ့ပါတယ်ကျွန်တော်မင်္ဂလာဈေးမှာကျွန်တော်အထည်ရောင်းဝယ်လုပ်တဲ့အခါမှာကျွန်တော်လက်မှာအဲ့ဒီခါတော့တရက်ကျွန်တော်ဝင်9000ရှိတယ်လက်မှာငွေအရန်ပေါ်များတဲ့အခါမှာလူငယ်ဘဝလည်းဟုတ်တယ်တငယ်ချင်းပေါင်းသင်းကလည်းများတော့ကျွန်တော်ဘဝမှာလက်ညှိုးညွန်ရည်ဖြစ်ခဲ့တယ်ဘေးနားမှာအပေါင်းသင်းတွေကအဆွဲကောင်းတော့ကျွန်တော်ဘိန်းဖြူစပြီးတော့သုံးဆွဲလာတယ်ဘိန်းဖြူတွေကျွန်တော်ပင်နီဆလင်ပလင်းလိုက်ကျွန်တော်ဝယ်တယ်အထုပ်လိုက်ကျွန်တော်ဝယ်တယ်ငွေပေါ်တဲ့အခါမှာပို့ပြီးတော့ကျွန်တော်ဘဝကပျက်စီးခြင်းနဲ့မှမျောသွားတယ်ကျွန်တော်တနည်းခွဲနှစ်လောက်ပဲကျွန်တော်ခံတယ်လူတွေကကျွန်တော်အယုံကြည်မရှိတော့ဘာကြောင့်လဲကျွန်တော်မွေးစေဝါသုံးဆွဲမူးယူတဲ့အခါမှာအလုပ်တွေအာရုံမဆိုင်နိုင်တာနဲ့နောက်ပြီးတော့လူတွေရဲ့အယုံကြည်ကျွန်တော်တို့ရဲ့ order တွေကိုကျွန်တော်မပို့နိုင်တဲ့အခါမှာအယုံကြည်မဲ့တော့ကျွန်တော်အဲ့ဒီဘဝကနေကျွန်တော်ပြန်ပြီးတော့မွေးစေဝါသုံးလုံးအားကြီးလို့အဲ့ဒီအလုပ်တွေကျွန်တော်ဆုံးလွန်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်လဲနောက်ဆုံးရက်ွက်ထဲမှာလည်းနေလို့မရတော့အလုပ်လည်းမရှိဘူးဆိုတော့ကျွန်တော်မွေးစေဝါရောင်းဝယ်တဲ့အခါမှာရဲနဲ့ကျွန်တော်နဲ့အမြဲတမ်း
စိန်ပြေးတန်းကစားရပါတယ်နောက်ဆုံးကျွန်တော်ဗမာပြည်မှာနေလို့မရတော့ဘူးကျွန်တော်အမြဲတမ်းဖမ်းဖို့ချောင်းနေတဲ့အခါကျွန်တော်မလေးရှားကို1996မှာကျွန်တော်မလေးရှားကိုထွက်ပြေးတာပေါ့ဗျာလူကြားကောင်းအောင်အလုပ်သွားလုပ်တာပေါ့အလုပ်သွားလုပ်တဲ့အခါမှာဘုရားကကျွန်တော်ကိုမလေးရှားမှာကျွန်တော်တို့ခေတ္တကတော့ရန်ကုန်ကနေမလေးရှားကိုဗမာငွေ6000ပဲပေးရတယ်အောက်လမ်းကနေသွားတယ်မလေးရှားရောက်တယ်မလေးရှားရောက်တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘဝမှာတစ်ခါမှကိုစားတဲ့ပကံတော်ကိုမဆေးဘူးတဲ့ကျွန်တော်အသက်တာထဲမှာမလေးရှားရောက်တော့ကျွန်တော်စပြီးတော့စားတော့ဆိုင်ရဲ့နောက်ဖေးလမ်းကြားထဲမှာကျွန်တော်တောပုတ်ကြီးကိုစီးပြီးတော့ပကံစဆေးရတယ်စားကျွင်းစားကြံနေကိုပကံတော်မဆေးတဲ့ကျွန်တော်စားကျွင်းစားကြံတွေကိုဆေးရတယ်ပကံဆေးတာတော့မှစလုံးအကြီးကြီး3စလုံးရှိတယ်တစ်စလုံးကတော့သူတို့စားကျွင်းစားကြံအကျန်းအလဲကစလုံးကြတော့အလက်နောက်ဆုံးစလုံးကတော့အချောပေါ့အကျန်းဆေးတယ်အလဲမှာဆေးတယ်အချောနဲ့ဟိုဘက်မှာပကံကိုထုတ်တယ်ကျွန်တော်တခါမှမလုပ်ဘူးတဲ့အရာတွေစပြီးတော့မလေးရှားမှာလုပ်ရတယ်စက်ပြားရည်တဲမှာလက်ကိုအမြဲတမ်းညနေ9နာရီကနေမနက်9နာရီဒီပကံဆေးရတာဖြစ်တယ်ကျွန်တော်လက်တွေစက်ပြားစားပြီးတော့လက်တွေဆိုတာကားပြီးတော့လက်တွေမစိနိုင်ဘူးအရန်နာကျင်ပါတယ်သို့တော်လေကျွန်တော်မပြောင်းလဲနိုင်သေးပါဘူးကျွန်တော်ဖခင်ကိုလည်းအဲ့အချိန်မှာဘာမှမသိတော့ပါဘူးဒီအချိန်မှာကျွန်တော်ဘာလုပ်လဲကျွန်တော်လုပ်တဲ့မလေးရှားကထမင်းဆိုင်စားတော့ဆိုင်မှာဗမာညီကိုတွေရှိတယ်သူတို့နဲ့ကျွန်တော်ပေါင်းပြီးတော့သူတို့ကစပွဲထိုးတော့စပွဲဝိုင်းကကြံတဲ့ဘီယာပလင်းဖင်ကတ်လက်ကြံလေးတွေကိုကျွန်တော်အနောက်မှာရေခဲပုံးထဲမှာကျွန်တော်စုထားတယ်သူတို့ကလည်းယူလာတယ်စုထားတဲ့အခါမှာညနေ9နာရီကနေမနက်9နာရီဆိုတော့ပုံးတွေကပြည့်သွားတယ်ကျွန်တော်လည်းအဲ့မှာလက်ကနာတာနဲ့ဘီယာနဲ့အဲ့မှာလိုင်းပြောင်းသွားတာပေါ့အဲ့ကြတော့ဘီယာလိုင်းဖြစ်သွားတယ်ဘီယာလိုင်းဆိုတော့မူးပါတယ်မူးတဲ့အခါမှာတော့အတိတ်ကိုတော့လောလောဆယ်မေ့တာပေါ့လေနာကျင်ချင်းတွေမေ့သွားတယ်ဒါပေမဲ့မလေးရှားမှာကကျွန်တော်တို့ရန်ကုန်မြို့မှာတခါမှမရဘူးတဲ့ fancy တိုင်းကဟိုမှာအရန်ပေါ်နေတာရန်ကုန်မှာတော်တော်ရှားတဲ့ fancy တိုင်းမလေးရှားမှာ30ဘိုးဆိုရင်ဖန်ခွက်တစ်ခွက်ရတယ်ဟာအဲ့ဒါနဲ့ကျွန်တော်အဲ့မှာ fancy တိုင်းလိုင်းပြောင်းသွားတယ် fancy တိုင်းနဲ့ဘီယာနှစ်လိုင်းပူးလိုက်တဲ့အခါမှာကျွန်တော်တော်တော်လေးကိုအလုပ်ဖြစ်နေတယ်အဲ့ဒါနဲ့မလေးရှားမှာကျွန်တော်ပကံစီးတယ်3လပကံစီးရတယ်ပြီးတော့ကျွန်တော်ပကံစီးတဲ့ဘဝကနေပြီးတော့ကျွန်တော်တို့ seafood ရောင်းတာဆိုတော့ဖားတက်ငါးတက်အကောင်တွေလည်းတက်ရတယ်ဖားတွေဆိုအရှင်လက်လက်စနေတနင်္ဂနွေနေ့ဆိုအကောင်100ကနေ200တိတက်ရတယ်ကျွန်တော်ဘဝကအဲ့ဒီလိုမျိုးမလေးရှားမှာဖះကကျွန်တော်ကိုပို့ဆောင်ပြီးတော့ချိုးဖဲ့တယ်ဒါနဲ့ကျွန်တော်96အကုန်မှာကျွန်တော်ကဗမာပြည်အရန်ပြန်ချင်တယ်တစ်နှစ်ပဲနေနိုင်တယ်လူငယ်ဆိုတော့ကြမနေနိုင်ဘူးအဲ့ဒါနဲ့လောက်ရတာလဲပင်ပန်းတယ်ဆိုတော့တိတ်ကြမနေနိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်အဖေကလည်းမလေးရှားမှာကားမောင်းဖို့ရောက်လာတယ်သူတို့လေရင်ကွင်းစီမံကိန်းနဲ့9နှစ်စီမံကိန်းရောက်လာတဲ့ကမှာတားဖားနှစ်ယောက်တွေ့ဖို့အမြဲတမ်းချိန်ပေမဲ့ကျွန်တော်ကအရင်မူးနေတာနဲ့ fancy တိုင်းမူးတာနဲ့ကျွန်တော်အိပ်ပျော်နေတဲ့အချိန်နဲ့ပဲအဖေနဲ့ခဏဒိုးတော့တားဖားနှစ်ယောက်တော့မှအကောင်းလေးမတွေ့ပြပဲနဲ့ကျွန်တော်ဖေနဲ့ကျွန်တော်ဖုန်းနဲ့ပဲစကားပြောပြီးတော့ကျွန်တော်တစ်နှစ်ပဲခံပါတယ်ကျွန်တော်ပြန်လာတဲ့အချိန်မှာဗမာပြည်ကိုပြန်လာဟုတ်တယ်ဒါပေမဲ့ကျွန်တော်ထိုင်းနယ်စပ်နဲ့မလေးရှားနယ်စပ်ရောက်တဲ့အခါမှာကျွန်တော်တို့အဲ့အချိန်တော့အစာအုပ်တွေကဟိုတရားမဝင်ဘူးဆိုတော့ passport အတုနဲ့ဆိုတော့ကျွန်တော်တို့passport တုံးအတုတွေတွားထုနေတဲ့အချိန်မှာကျွန်တော်မလေးရှားနဲ့ထိုင်းနယ်စပ်ဖြစ်တဲ့ဆွန်ကိုင်းဂလုတ်မှာကျွန်တော်အဖမ်းခံရပါတယ်ကိုတော့ဖမ်းခံရမှန်းတော့မသိပါဘူးကျွန်တော်ရဲစခန်းရောက်သွားမှငါအဖမ်းခံရပါလားဆိုပြီးအဝတ်တစ်ထည်ကိုတစ်ခုနဲ့ကျွန်တော်ရဲစခန်းထဲမှာကျွန်တော်ထောင်ချသွားတယ်ကျွန်တော်တို့အားလုံး42ယောက်ရှိတယ်ကျွန်တော်တယောက်ပဲယုံကြည်သူဖြစ်တဲ့ကျန်တဲ့လူအားလုံးကတော့မွတ်စလင်လူမျိုးတွေတော်တော်များတယ်အဲကြားထဲမှာမျက်နှာငယ်လေးနဲ့ကျွန်တော်ထောင်ထဲမှာဘယ်သူအဖေခေါ်ရမှလည်းမသိဘူးထိုင်းစကားလည်းမသိကိုနည်းနည်းသိတဲ့အင်္ဂလိပ်စကားကိုလည်းထိုင်းနေရာမတက်တော်တော်လေးကိုဒုက္ခရောက်တယ်ဒီလိုနဲ့ပဲကျွန်တော်45ရက်နိုင်ငံခိုးဝင်မှုဆိုတဲ့လောက်ကအမှုနဲ့ကျွန်တော်45ရက်ထောင်ကြတယ်ပြီးတော့အဲ့ဒီကနေပြန်လွှတ်ပေးလိုက်တဲ့အခါမှာကျွန်တော်ကိုဟိုးဗမာပြည်နယ်စပ်ရနောင်းမြို့ကိုပို့ပါတယ်ရနောင်းမြို့ပို့တဲ့အခါမှာလည်းအဲ့ဒီခေတ်69အကူလေးမှာဒီဘက်ချမ်းမှာဗမာပြည်ဘက်ချမ်းမှာပေါ်တာတွေအရန်ခစ်စားတဲ့အချိန်ပေါ်တာကျန်းတဲ့အချိန်ဆိုတော့လူတွေကမပြန်နဲ့ပြန်ရင်မင်းပေါ်တာတဲ့ပါမှာပါဖြစ်တယ်ညာဖြစ်တယ်လူတွေကဝိုင်းချင်းချောက်တော့ကျွန်တော်လည်းကြောက်ပြီးတော့
မိဘတွေကိုအဆက်အသွယ်လုပ်ဖို့ကလည်းကျွန်တော်မှပတ်စံတစ်ပြားမှမရှိတော့ရှိသမျှအားလုံးအောင်အချုပ်ထဲမှာအကုန်လုံးယူသွားတာဆိုတော့ထောင်တန်းစီတွေကအဲ့ဒါနဲ့မိဘတွေလည်းဖုန်းဆက်ချင်မြအချုပ်ထဲမှာအဲ့ဒါနဲ့ပွဲစားတယောက်ကကျွန်တော်တို့၄ယောက်ကိုလာရွေးတယ်အရွယ်ကောင်းလေးတွေလာရွေးပြီးတော့မင်းတို့အလုပ်ပေးမယ်အလုပ်လုပ်မလားဆိုတော့ကျွန်တော်လည်းထောင်ထဲကထွက်ရင်ပြီးတော့လုပ်မယ်ဆိုပြီးကျွန်တော်လိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာဘယ်ရောက်လဲဆိုတော့ငါးဖမ်းတင်မောပေါ်ကျွန်တော်တို့တင်ပေးလိုက်တယ်ဟောကိုကလည်းဒီငါးဖမ်းတင်မောမှာငါတို့တင်မောသားလောက်ရမှာပါလားဆိုပြီးတော့နည်းနည်းတော့ပျော်သလိုတော့ဖြစ်တယ်အလုပ်ရပြီဆိုတော့ဘာပြေထောင်ထဲကထွက်တယ်ဆိုတော့ကျွန်တော်တို့ထောင်ထဲမှာအမတန်ငတ်ပြက်ခဲ့ပါတယ်ဘယ်လောက်ထိငတ်လဲဆိုကျွန်တော်တို့ဗမာလူမျိုးတွေဆိုအဲ့ဒီခေတ်တုန်းကထိုင်းနိုင်ငံမှာလည်းထောင်ဖောက်ပြေးတာတွေပဲရှိတော့ကျွန်တော်တို့ဗမာဆိုအရန်တင်းကျပ်ပါတယ်ကျွန်တော်စတီးစုံ10စုံပဲစားရတယ်စတီးစုံ10စုံပဲစားတဲ့အခါမှာဘိုက်မဝဘူးစတီးစုံ3စုံရောက်တဲ့အခါမှာရေစပရိုက်ဘူးကဲ့သို့တော့ရေတန့်ဘူးခွန်တဲမှာကျွန်တော်ရေတန့်ထည့်ပြီးတော့အဲ့မှာတောက်ရေတန့်3ဘူးနဲ့ထမင်း10စုံကိုမျောချခဲ့ရပါတယ်အဲ့ဒါနဲ့ထောင်ကထွက်တဲ့အချိန်မှာဗိုက်ရန်စာလုံးလို့ပွဲစားကျွန်တော်တို့ရွေးထုတ်တဲ့အခါမှာကျွန်တော်လက်ဖိတ်နှစ်ခွက်တခါတည်းမှာပြီးတော့တောက်ပလိုက်တာပွဲစားတော့အံ့ဩသွားတယ်အရန်ငတ်ခဲ့တာဆိုတော့အဲ့ဒါနဲ့အလုပ်ပေးမယ်ဆိုတော့အရန်ပျော်တော့တင်မောပေါ်ရောက်သွားတယ်တင်မောပေါ်ရောက်သွားတဲ့အခါကျတော့ကျွန်တော်အဲ့တင်မောဆိုတော့ကျွန်တော်တက်တဲ့တကူမှာတစ်ခါမှမစင်စားဘူးတဲ့တင်မောဖြစ်တယ်ကျွန်တော်ဝါသနာပါတာကတင်မောတားမဟုတ်ဘူးကျွန်တော်ကားဝါသနာပါတယ်ကျွန်တော်ဖေကလည်းကားမောင်းနေဆိုတော့ငယ်စဉ်ကတည်းကကျွန်တော်ကားဝါသနာပါတယ်ကျွန်တော်ချမ်းသာခြင်းတယ်ဒါပဲသိတယ်ဒါပေမဲ့ကျွန်တော်အိမ်မက်မက်ဖူးတေးတဲ့တင်မောပေါ်ရောက်သွားတော့အထူးဆန်းတော့ဖြစ်တယ်ဒါပေမဲ့အလုပ်လုပ်ရမှာပါလားဆိုပြီးတော့ပထမတော့တိတ်တော့ဟိုနဲ့မဖြစ်ဘူးမလှုပ်ရှားဘူးစိတ်မလှုပ်ရှားဘူးဒါပေမဲ့ကျွန်တော်သွားတင်မောစထွက်တဲ့အချိန်မှာကျွန်တော်လှိုင်းမှုတယ်လှိုင်းရမ်းမှုတယ်အရင်တုန်းကတော့မူးချင်လုံးလို့ပတ်စံအကုန်ခံပြီးတော့မူးရတယ်ဒီနေ့အဲ့ဒီတင်မောပေါ်လဲရောက်ကိုကျွန်တော်လှိုင်းမှုချက်ကပြောမနေနဲ့အလားလားပတ်စံတပြားမှမပေးဘဲနဲ့ကိုမူးတာမူးသလားလို့မမေးနဲ့စားပြီးသားအစားစားတွေအကုန်ထွက်ပတ်စံလည်းမကုန်မူးလွန်းလို့လမ်းတော်မလျှောက်နိုင်တော့ဘူးကျွန်တော်လူစင်စစ်ကနေပြီးတော့ကျွန်တော်တရိษံဘဝရောက်သွားတယ်မတ်တက်မရက်နိုင်တော့ဘူးကျွန်တော်တင်မောထဲမှာလေးဘက်ထောက်သွားတယ်လမ်းမလျှောက်နိုင်ဘူးအလုံးမလုံးနိုင်ဘူးမူးလွန်းလို့ဒီတိုင်းလဲနေတဲ့အခါမှာသူတို့ကကျွန်တော်အိယာတွေကနေဆွဲချလိုက်ချက်တောင်းနဲ့ကန်လိုက်လက်သီးနဲ့ထိုးလိုက်ပါရိုက်လိုက်နဲ့မျိုးလာလို့တယ်သူတို့ထိုင်းစကားရည်နဲ့ပြောလိုက်နဲ့ကိုကစကားနားမလဲတော့အချင်းဟန်လဲဟန်နဲ့ပြတယ်သူတို့ကပူဆိုးကျွန်တော်ပြင်းတယ်လို့ပဲသူတို့ကထင်တာသူတို့ကတော့ကျွန်တော်တို့ဝယ်ထားတယ်ဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါနဲ့နှစ်ပတ်လောက်ကကျွန်တော်လုံးဝအလုံးမလုံးနိုင်ဒီတိုင်းပဲမူးလို့သူတို့ကကျွန်တော်ပင်လဲရေငန်နေနဲ့လာပြီးတော့ရေပိုက်နေနဲ့လာထိုးလိုက်နောက်ဆုံးဘယ်လောက်ထိကျွန်တော်တို့ညင်းဆဲလဲဆိုရင်ပင်လဲရေငန်တောက်လို့ရှင်မင်းအမူးတက်တာတယ်ဟာကိုကတကယ်အောင်မလို့ရေငန်တောက်လိုက်တာအမူးမတက်တာတဲ့ပြင်ဟိုမရှိမဲ့ဝမ်းနေတောင်သွားလိုက်သေးတယ်ဆိုတော့ဘဝမှာနှိမ့်ဆက်ခံရတယ်ဒါနဲ့ကျွန်တော်အဲ့လိုဖြစ်တဲ့အချိန်မှာအဲ့ဒီတင်မောကပတိန်မောသူကကျွန်တော်အရက်တိုက်တယ်ဒီကောင်မင်းအရက်တောက်တက်လားလို့မေးတဲ့ပုံမှာအရက်ပလင်းပြတော့ကျွန်တော်ရတယ်လို့ပြောတော့ကျွန်တော်အဲ့ဒါသူကျွန်တော်အရက်တိုက်တဲ့ခါမှာအဲ့မှာအရက်တောက်တော့အရက်ကအစာမရှိတော့အရက်မူးသွားတယ်အရက်မူးတဲ့ခါမှာလှိုင်းမူးတာပျောက်သွားတယ်လို့ဖြစ်တယ်အရက်မူးတာနဲ့ရောသွားတော့အဆင်ပြေသွားတယ်ဟိုအဲ့ဒီကနေစပြီးကျွန်တော်အရက်သမားဖြစ်သွားအောင်အရက်ပဲတောက်တော့တယ်လှိုင်းမူးမှာကြောက်လို့အရက်တောက်နေနေတိုင်းအဲ့မှာစပြီးအလုပ်လုပ်နိုင်သွားတယ်အလုပ်လုပ်နိုင်တယ်အစားတောက်တွေလည်းစားနိုင်လာတယ်ဒါပေမဲ့ကျွန်တော်အရက်သမားဖြစ်လို့ဖြစ်မှန်းမသိဘဲနဲ့ကျွန်တော်အရက်တောက်တယ်ကျွန်တော်ပင်လယ်ထဲမှာကျွန်တော်ထိုင်းစကားနည်းနည်းရလာတဲ့အခါမှာကျွန်တော်ရောင်းစားခံလိုက်ရမှကျွန်တော်တည်သွားတယ်ဗမာတည်လဲဆိုတော့ကျွန်တော်တို့တင်မောငါးဖမ်းလို့ငါးပြည့်တဲ့အခါကျရင်ကျွန်တော်တို့တင်မောကစိတ်ကန်းဝင်တော်ညားလဲပဲကျွန်တော်နဲ့အတူ၄ယောက်ကကန်းဝင်ခွင့်မရဘူးသူများတင်မောပေါ်မှာကျွန်တော်တို့ကြံခဲ့တာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့ဘဝကအဲ့လိုမျိုးကြံခဲ့တော့ဟောကျွန်တော်နားလဲသွားတယ်ငါတို့အယောင်စားခံလိုက်ရတယ်ဆိုတာသိတယ်ပွဲစားကမင်းတို့ရဲ့ရမယ့်လက6လစာယူသွားတယ်တဲ့သူကအဲ့တုန်းကပြောသွားတယ်အဲ့ဒါအဲ့ပွဲစားကိုကျွန်တော်အရန်စိတ်နာတယ်ငါကျွန်တော်ရောင်းစားခံလိုက်ရတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ပင်လယ်ထဲမှာဟိုဘက်ငါဖန်လေးရောက်လိုက်ဒီကိုတင်မောပြန်ရောက်လိုက်နေအဲ့လိုပဲဟိုဘက်ဒီဘက်ပလာတာရိုက်ဒီလိုဟိုနေရာရောက်လိုက်ဒီနေရာရောက်လိုက်နေကျွန်တော်ပင်လယ်ထဲမှာဒီလိုပဲကျွန်တော်နေရင်းနဲ့စိတ်ကန်းတွေနောက်ဆုံးမှာစိတ်ကန်းတော့ကတ်ခွင့်တော့ရပါတယ်ဒါပေမဲ့ကျွန်တော်ပြေးဖို့အခွင့်မသားတဲ့အခါမှာကျွန်တော်ပင်လယ်ထဲမှာငါဖန်တင်မောဘဝနဲ့9နှစ်နဲ့10လတီတီကျွန်တော်နေခဲ့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒီလိုနေတဲ့အချိန်မှာကျွန်တော်နဲ့ပါလာတဲ့လူတချို့ကတင်မောဒီလိုမျိုးပင်လယ်ထဲမှာသူတို့တေဆုံးသွားတယ်
အချင်းချင်းဓာတ်နဲ့ထိုးလို့တေတာနဲ့လိုင်းလေကြီးလို့ငါဖမ်းတဲ့အခါမှာအဲ့မှာပြုတ်ကျပြီးတော့တည်သွားတဲ့လူတွေလည်းရှိတယ်အမျိုးမျိုးသောအန်ဒီရယ်နဲ့ပင်လယ်ထဲမှာတည်တဲ့လူတွေများစွာရှိတော်ညာလဲပဲ9နှစ်နဲ့10လလုံးကျွန်တော်ကိုဖခင်ကကွဲကားပေးတယ်ကျွန်တော်ကလည်းအဲ့မှာအယက်သမားကြီးဖြစ်လို့ကျွန်တော်ဘယ်လောက်ဒီအယက်သမားဖြစ်သွားလဲဆိုရင်မင်းနဲ့အိယာထိုင်မျက်လုံးမပွင့်ခင်ခေါင်းရင်းမှာရှိတဲ့အယက်ပလင်းကိုအရင်ယူပြီးတော့ပလင်းဖုံးဖွင့်ပြီးအရင်ပါဆက်ကိုမော်နီပတ်အရင်ပက်ပြီးမှမျက်နှာတစ်သွားတိုက်ပြီးမှကျွန်တော်အလုပ်လုပ်တယ်တနေ့ကုန်ကျွန်တော်အယက်ပလင်းခါချထိုးပြီးတော့ကျွန်တော်ပင်လယ်ထဲမှာအလုပ်လုပ်ခဲ့ပါတယ်ဖះရှိခိုးဖို့ဆိုတာကျွန်တော်ဘဝမှာတတိကိုမရခဲ့ဘူးတိုးတော်ညာလဲပဲဖះကကျွန်တော်ကိုဘယ်လောက်ထိကွယ်ကာပေးလဲဆိုရင်ရန်ကုန်မှာရှိတဲ့ကျွန်တော်အသင်းတော်ဖြစ်သော Full Gospel Assembly ရဲ့လာဆန်း10ရက်အစာရှောင်းမှာကျွန်တော်ကိုကိုစားပြုဆူတောင်းပေးတယ်ထိုနည်းတူစွာပဲကျွန်တော်မိဘနှစ်ပါးကလည်းမနေ့ဝိညဝိအိမ်မှာဝတ်ပြုစည်းဝေးတိုင်းမှာကျွန်တော်အဖေကဥဆောင်ပြီးတော့နေ့တိုင်းဖះရှင်ကောင်းမြတ်တယ်ကျွန်တော်သားထန်ခင်းအပေါ်မှာဖះရှင်ကောင်းမြတ်တယ်ကျွန်တော်သားထန်ခင်းပေါ်မှာ9နှစ်နဲ့10လလုံးမပြတ်တမ်းဝန်ခံပေးတယ်ကျွန်တော်တို့ကချင်းလူမျိုးဖြစ်တော့ကျွန်တော်အိမ်မှာဧည့်သည်မပြတ်ပါဘူးလာသည်မြဧည့်သည်တွေအားလုံးကိုအဖေကဆူတောင်းဥဆောင်တဲ့အခါမှာဖះရှင်ကောင်းမြတ်တယ်ကျွန်တော်သားထန်ခင်းပေါ်မှာလို့အဖေကအမြဲတမ်းဝန်ခံခိုင်းတော့ဧည့်သည်တွေကမဝန်ခံချင်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းဂိုင်းကနာအတီးတီးကလာတာလည်းဖြစ်တယ်လို့ကျွန်တော်ကလည်းဘယ်စီဘယ်ဝဲဘယ်တောင်ဘယ်ကန်းစိုက်မှန်မသိတဲ့ကျွန်တော်ဘဝအစာဆက်တွေလည်းမရှိတဲ့ဘဝကိုသူတို့အားလုံးကတေပြီလို့ပဲထင်ထားတာတေပြီလို့ထင်ထားတဲ့တေလူတယောက်ကိုဘုရားရှင်ကောင်းမြတ်တယ်ကျွန်တော်သားထန်ခင်းပေါ်မှာလို့အဖေရဲ့ဝန်ခံချက်ကိုသူတို့ကမစားနိုင်ဘူးမဖြစ်နိုင်ဘူးလို့ပဲထင်တာတေပြီးသားကြီးကိုဘာလို့ဝန်ခံနေရတာလဲဆိုပြီးတော့ကျွန်တော်အဖေနဲ့အမေကိုအယူလို့သူတို့ကပြောကြတယ်သူတို့ပြောရင်လည်းပြောချင်းစရာပါပဲကျွန်တော်မှမွေးချင်းညီကို4ယောက်ရှိတယ်3ယောက်ကခေါ်တော်မူခြင်းခံပြီးတော့အခုအဖအိမ်တော်မှာတော့သူတို့ကပြန်သွားနေပြီကျွန်တော်တယောက်ပဲကြံတာဖြစ်တယ်ကျွန်တော်တယောက်ပဲကြံတာဆိုတော့ကျွန်တော်အဖေနဲ့အမေရဲ့အားကိုးရာကကျွန်တော်အပေါ်မှာရှိနေတယ်လို့သူတို့ရဲ့မျောလင့်ခြင်းကလည်းကျွန်တော်ဖြစ်တဲ့အခါမှာသူတို့ရဲ့မျောလင့်ခြင်းကျွန်တော်ကပျောက်ဆုံးနေတဲ့အခါမှာသူတို့အမတန်မှအားငယ်ပါတယ်သို့တော့သူတို့ဖျားနိုင်သူတို့အချိန်ယူခွန်အားယူတဲ့အခါမှာဖျားကသူတို့ကိုဝိညာဉ်ခွန်အားနဲ့အတူဝိညာဉ်ရေးရမှာစိတ်ချမှုတခုကျွန်တော်အဖေကိုဖျားကစကားပြောခဲ့တာဖြစ်တယ်ကျွန်တော်မသေးဘဲနဲ့ကြမ်းကြမ်းမှပြန်လာမယ်လို့ဖခင်ကကျွန်တော်အဖေကိုအတိအကျစကားပြောတာကိုကျွန်တော်အဖေကပြန်ပြီးတော့တက်သေးခံတဲ့အခါမှာလူတွေကဟောကျွန်တော်အဖေတော့ယူသွားပြီပထံတော့ယူသွားပြီဆိုပြီးတော့လူတွေအားလုံးရွှေမျိုးတွေအားလုံးကစိတ်မကောင်းကြဘူးကျွန်တော်အဖေကဖခင်ဖွင့်ပြတဲ့အတိုင်းပဲတက်သေးခံတယ်ကျွန်တော်သားမသေးဘူးကြမ်းကြမ်းမှနဲ့ပြန်လာမယ်လို့ဖခင်ကပြောတယ်ဆိုတာလူတွေကမယုံနိုင်ဘူးဩသူ့ရဲ့စိတ်ကူးရင်ဖြစ်ပါလိမ့်မယ်သူစိတ်ထဲမှာဖြစ်ချင်တာကိုသူပြောနေတာပါဆိုပြီးလူတွေကတော့မစားနိုင်ခဲ့ပါဘူးသို့တော်ညာလည်းပဲကျွန်တော်အဖေကလူတွေဝန်ခံခြင်းသည်ဖြစ်စေမဝန်ခံခြင်းသည်ဖြစ်စေနေ့ညမပြတ်ဘုရားရှင်ကောင်းမြတ်တယ်ကျွန်တော်သာထန်ခင်းပေါ်မှာနေ့စဉ်သူဝန်ခံတဲ့အသက်တာအားဖြင့်ကိုစားပြုပေးခြင်းအားဖြင့်ကျွန်တော်ပင်လယ်ထဲမှာ9နှစ်နဲ့10လလုံးကျွန်တော်ကြိုက်တယ်လို့နေကြိုက်တယ်လို့စားကြိုက်တယ်လို့တောက်ကြိုက်တယ်လို့မူးတော်ညာလည်းပဲဖခင်ကကျွန်တော်ကိုကွဲကားပေးတာဖြစ်တယ်ဟာလေလုယာဖခင်နာမဘုန်းကြီးပါစေကျွန်တော်ဖခင်ကိုမေ့ပါတယ်ဒါပေမဲ့ကျွန်တော်မေ့တော်ညာလည်းပဲကျွန်တော်ကိုကိုစားပြုပေးတဲ့အသင်းတော်ရဲ့ဆူတောင်းခြင်းအစီအစဉ်တွေခုနကဆရာမကလည်းပြောပါတယ်ကျွန်တော်တို့ကြောင်းတက်ကလေးကဆရာထန်ခင်းဆိုတဲ့နာမည်ကိုလူမမြင်ဘူးပေမဲ့နာမည်အလွတ်ရတယ်သူတို့အမြဲတမ်းဆူတောင်းပေးကြတယ်မိသားစုတွေကလည်းဆူတောင်းပေးတဲ့အခါမှာဖခင်ကကျွန်တော်ကိုကွဲကားတာဖြစ်တယ်ဆူတောင်းခြင်းရဲ့တကူဒီနေ့ကျွန်တော်အသက်တာထဲမှာဖခင်ကတက်တည်ထူခဲ့ပါတယ်အဲ့လိုပဲကျွန်တော်2004မှာကျွန်တော်ထိုင်းစကားရေးလဲကျွန်တော်ကောင်းကောင်းကျွမ်းကျင်ချင်းရသွားပြီနေရာတကာမှာလဲထိုင်းနိုင်ငံတနိုင်ငံလုံးလဲကျွန်တော်နည်းနည်းဟိုစိတ်ကန်းတွေကိုလဲနည်းနည်းသဘောပေါက်လာပြီးတွာလာပုံတော့ကျွန်တော်လေ့လာထားတဲ့အခါ2004ဒီဘက်ပိုင်းမှာကျွန်တော်2003ပေါ့နော်2003မတ်လကုန်ပိုင်းလောက်မှာကျွန်တော်ထွက်ပြေးလာတယ်ထွက်ပြေးဖို့ရန်အတွက်လဲကျွန်တော်ကအဲ့ဒီအကြောင်းကိုကျွန်တော်ကြိုတင်ကြံစီထားတာလည်းဖြစ်တယ်မိဘတွေကဆူတောင်းတဲ့ခါမှာကျွန်တော်မနေနိုင်တော့ဘူးကျွန်တော်ဘဝကအမှန်တကယ်ပတ်စံကင်ခွင့်တော့မရှိပါဘူးတို့တော့ကျွန်တော်အဲ့ဒီထွက်ပြေးမဲ့အချိန်မှာကျွန်တော်တို့ပင်လယ်တဲကိုမထွက်ခင်တရက်ပေါ့ပင်လယ်တဲဒီတစ်ခေါက်ထွက်ရင်တော့6လလောက်ကြာမဲ့ဘဝမှာကျွန်တော်ကမထွက်ခင်မှာဝယ်ရတာဖြစ်တယ်ကျွန်တော်တော့ပတ်စံမကန်ရအောင်ကျွန်တော်တို့ကြိုက်တဲ့ပစ္စည်းသွားယူလို့ရတယ်ကုန်တလောက်ကိုတထေးကရှင်းတာဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်ဆိုင်ရှင်တထေးမနဲ့ကျွန်တော်ထိုင်းစကားတက်တော့သူနဲ့
အပေးယူလောက်လိုက်တယ်ငါနစ်စီကပစ္စည်းမယူဘူးငါငွေသားလိုချင်တယ်ငွေအရန်အရေးပေါ်လိုလို့ပါသူ့ကိုနားလေအောင်ပြောတယ်ငါပတ်စံ6000ဘူးဝယ်မယ်ဒါပေမဲ့ငါ့ကို4000ပဲပေးနေ2000တထေးရှာနေယူလိုက်ပါနေ6000ထုတ်လိုက်ငါကျွန်တော်နာမည်နဲ့ကျွန်တော်ကပင်လေထွက်စေးလို့ခေါ်တယ်ထွက်စေး6000ဘူးဝယ်သွားတယ်လို့ပြောလိုက်ပါနေ6000ယူလိုက်ပြီးတော့ကျွန်တော်4000ပဲပေးခင်ဗျာ2000ခင်ဗျားကိုကျွန်တော်ပေးမယ်ဆိုတော့သူလည်းသဘောတူတယ်အဲ့ဒီ4000နဲ့အဲ့မှာကျွန်တော်လေသားတွေအားလုံးကိုကျွန်တော်အရက်တိုက်တယ်မနေ့ခလေးကနေတကောင်တို့အမူးတိုက်တာသူတို့မူးပြီးဆိုတော့မှကျွန်တော်ညဖက်စိတ်ချတဲ့အချိန်မှာကျွန်တော်ဘာဝေစားမှမယူခါဝေခါစားနဲ့ကျန်တဲ့ပတ်စံလေးနဲ့ကျွန်တော်ည7နာရီလောက်မှကျွန်တော်ထိုင်းရဆိုင်ကယ်ကယ်ရီသမားနဲ့ကျွန်တော်ထွက်ပြေးတယ်သူ့ကိုလည်းကျွန်တော်ချက်ချင်းကယ်ရီသမားကိုလည်းမပြန်ခိုင်းသေးဘူးကျွန်တော်အဲ့မှာကျွန်တော်ခြုံပေါ်ဆိုတဲ့မြို့လေးမှာသူ့ကိုကျွန်တော်ဘီယာတညာလုံးတိုက်တယ်သူလည်းရမ်းဝမ်းသာတယ်နောက်နေ့မနေ့ကျကျွန်တော်ရနောင်းကိုကျွန်တော်ကားနဲ့ဆင်းသွားတယ်ကားနဲ့ဆင်းပြီးတော့မိဘတွေနဲ့အဆက်အသွယ်ရတော့ဗောနော်အဆက်အသွယ်ရပြီးမှကျွန်တော်ဒီလိုလောက်တာဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်မိဘနဲ့အဆက်အသွယ်ရတဲ့အချိန်မှာလဲသူတို့အရက်အော်သွားတယ်ကျွန်တော်အတော်ဆိုရင်အဲ့ဒီအချိန်တုန်းကဒေလူမျိုးပေါကင်ဆာဝေဒနာခံစားနေရအတော်တော်မှခေါင်းတော်ပြန်ထောင်းလာတယ်ကျွန်တော်တော့ဦးလေးတွေပြန်ပြောတာမင်းတော်ဆိုရင်တဲ့မင်းတရင်ကြတော့အရန်သူဝမ်းတာနေတာတဲ့သူရဲ့နောက်ဆုံးချိန်မှာသူအရန်ကိုနင်းကိုစကားပြောချင်ခဲ့တာဆိုပြီးတော့အားလုံးသောသူတွေကကျွန်တော်ဖုန်းဆက်တဲ့အတန်ကိုကြားတော့သူတို့အရန်ဝမ်းတာသွားတယ်လို့ကျွန်တော်လဲသူတို့ရဲ့ဆူတောင်းပေးခြင်းအပြင်ကျွန်တော်ကော့တောင်းမြို့ကိုကျွန်တော်အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်တကယ်၍မှကျွန်တော်အဲ့မှာပြန်မိမယ်ဆိုရင်တော့ကျွန်တော်ဘဝကတော့မလွယ်ဘူးဗျထိုင်းနိုင်ငံမှာတော့တည်တဲ့အတိုင်းပဲလူအသက်တစ်ချောင်းကဘာမှတန်ဖို့မရှိဘူးကြိုက်တဲ့လူတို့တပ်လိုက်လို့ရတယ်ပင်လယ်ထဲမှာဆိုပူတော်ဆိုးသေးတယ်ဘယ်သူမှအဖေခေါ်လို့မရဘူးဥရလူပဲဒုပြင်မဲ့လဲဖះကကျွန်တော်ဘလောက်ပဲမူယူနေပါလေစီဖះကကျွန်တော်ကိုကြွယ်ကားတယ်ဖះကကျွန်တော်ကိုပင်လယ်ထဲမှာမျက်နှာသာပေးတယ်ကျွန်တော်ထိုင်းစကားတက်တဲ့အခါမှာကျွန်တော်နောက်ပိုင်းတွေမှာကျွန်တော်အလုပ်လှုပ်ရှားမလို့တော့ကျွန်တော်ကလူတွေကိုကျွန်တော်ပြန်ခိုင်းရတဲ့ဘဝမှာဖះကကျွန်တော်ကိုချီးမြှောက်ပါတယ်မူးနေယူနေတော့ညာလည်းပဲလူတွေအားလုံးကိုအုပ်ဆိုးရတော့အုပ်ချုပ်ရတဲ့ဘလို့ခေါ်မလဲခေါင်းဆောင်တယောက်အနေနဲ့ကျွန်တော်ပင်လယ်ထဲမှာခွဲခန့်ထားတာဖြစ်တယ်ဒါပေမဲ့ဖះကအချိန်တန်တဲ့အခါမှာကျွန်တော်ဗမာပြည်ပြန်စီတယ်ကျွန်တော်လည်းပြန်သွားတယ်ပြန်သွားတဲ့အခါမှာကော့တောင်းမြို့မှာဧည့်သည်အနေနဲ့ကျွန်တော်ရောက်တဲ့ရင်းနှီးတဲ့သူမရှိပါဘူးကျွန်တော်တညဗီဒီယိုရုံမှာကျွန်တော်အိပ်ပါတယ်ဗီဒီယိုရုံမှာအိပ်စရာမရှိလို့ဗီဒီယိုရုံမှာအိပ်တယ်စားစရာကတော့ဖះကျေးဇူးတော်ကြောင့်ကျွန်တော်တို့အသင်းတော်ရဲ့သာသနာပြုတွေကအဲ့မှာသာသနာပြုရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာစားတယ်ရေချိုးတယ်ညကြရင်တော့အဲ့ဒီရဲ့သာသနာပြုတွေကဆရာမတွေကြီးပဲဆိုတော့ညအိတ်လို့မဖြစ်ဘူးဆိုတော့ကျွန်တော်ကအပြင်မှာသွားအိတ်ရတယ်အဲ့ခါကတော့ဘောလုံးပွဲခစ်စားတယ်ခစ်ဆိုတော့ဘောလုံးပွဲယုံမှာမနေ့9နိုင်ထိအိတ်လို့ရတယ်9နိုင်ထိုးတာနဲ့တို့ကယုံပိတ်တဲ့အခါမှာကော်တောင်းမြို့မှာကျွန်တော်အဲ့ဒီလိုမျိုးအိတ်စရာမရှိဘဲနဲ့ဗီဒီယိုယုံမှာအိတ်ပြီးတော့ဖြတ်တန်းခဲ့တယ်အဲ့ဒီချိန်မှာဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်သားထန်ကင်းပေါ်မှာလို့ဝန်ခံတဲ့အထဲမှာယုံကြည်ခြင်းရှိပြီးတော့ယုံကြည်ခြင်းရှိတော့မယုံကြည်သူလို့ပဲပြောရမလားယုံကြည်သူဖြစ်ပြီးတော့ယုံကြည်ခြင်းမရှိဘူးလို့ပြောရမလားမသိအဲ့ဒီကျွန်တော်တို့အိမ်မှာလာတဲတဲ့ဧည့်သည်တွေတဲကကျွန်တော်နဲ့ရွှေမျိုးတော်တဲ့အကူဝင်ခွဲတယောက်ကကျွန်တော်ကိုကော့တောင်းမျိုးကိုလာခေါ်တဲ့အခါမှာကျွန်တော်ကိုမြင်တဲ့အခါမှာသူအရန်အံ့ဩတယ်ကျွန်တော်ကိုအရှိအကြည့်လိုက်အနောက်ကကြည့်လိုက်ဘေးကကြည့်လိုက်နဲ့ပြီးတော့ကျွန်တော်ကိုမေးတယ်ချင်းလို့မင်းနာမည်ဘယ်လိုခေါ်လဲချင်းလို့နမင်းဆိုပြီးတော့မေးတဲ့အခါမှာကျွန်တော်ပြောတယ်ကျွန်တော်ခန့်မလျံထန်ကင်းပါအဖိုးနာမည်ဘယ်လိုခေါ်လဲအဖိုးနာမည်ကျွန်တော်ဖြေပြတယ်အဖွားနာမည်ရွာနာမည်အဖေနာမည်အမေနာမည်ရွှေစင်မျိုးဆက်ကျွန်တော်ကိုအဲစင်းစစ်တယ်လို့တကောင်စင်းစစ်တယ်လို့လောက်ဝကစစ်တယ်လို့စစ်တယ်အော်ကျွန်တော်ဗာစင်းစားလဲတော့အော်သူတို့စစ်လဲစစ်တင်ပါတယ်လို့9နှစ်နဲ့10လလုံးအဆက်အသွယ်မရဘဲနဲ့ဘုံကနေဒိုင်ကနေ accident နဲ့ပြန်တွေ့တဲ့အခါမှာသူတို့က shot ရသွားတာပေါ့လေအရန်အံ့ဩသွားတယ်အတူလာအဲ့ခေတ်တုန်းကလည်းသူတို့ဗီဒီယိုကားတွေမှာအဲ့လိုမျိုးအယောင်ဆောင်အတူတွေထွက်တယ်နဲ့တူပါတယ်တေးသေးချာချာ DNA မစိအောင်တမယ်ပဲအကုန်လုံးမေးတဲ့အခါမှာဘုရားကျေးဇူးတော်ကြောင့်ဖြေနိုင်ခဲ့တယ်အဲ့ဒါနဲ့သူကကျွန်တော်ကိုပြောတယ်နန်းလဲဟီမောကာဆိုပြီးတော့ဟာမင်းလဲမင်းတကယ်ပဲနော်ဆိုပြီးသူအရန်အံ့ဩသွားတယ်ယုံကိုမယုံနိုင်ဘူးတဲ့အဖေနဲ့အမေကနင့်အတွက်နေ့တိုင်းဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်သားထန်ကင်းပေါ်မှာလို့ဝန်ခံနေတာငါတို့မယုံနိုင်ဘူးတဲ့ဒါပေမဲ့အခုဖျားကတဲ့မင်းကိုတကယ်ပဲနင့်ဖေပြောသလိုကြမ်းကြမ်းမှပြန်ပို့တယ်နော်
အဲ့ဒါနဲ့ तू ကလည်းနည်းနည်းအတော့စားရှိတော့ကဲငါတို့နှစ်ယောက်စားတော့ဆိုင်တွားရအောင်ဆိုပြီးအဲ့မှာတွားတော့ကျွန်တော်လည်းဘယ်ရမင်းကြိုက်တာမှာဆိုတာကျွန်တော်တခါတည်းအဲ့မှာဘီယာတွေအရက်တွေကျွန်တော်ဆွဲတော့တာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရန်ကုန်ရောက်ရင်ကျွန်တော်အဖေအကြောင်းကျွန်တော်သိတယ်ကျွန်တော်အဖေကယုံကြည်ခြင်းအရင်အားကြီးတယ်မိသားစုထဲမှာဆက်လက်တောက်တာတော့မကြိုက်ဘူးတန့်ရှင်းတဲ့မိသားစုအနေနဲ့အဖေကစံပြလှုပ်ထားတာဆိုတော့ကျွန်တော်သဘောပေါက်လို့ကျွန်တော်ကော့တော့မှအမူးတီးတာတညာလုံးမအိပ်ပဲနဲ့အဲ့ဒါနဲ့နောက်နေကြတော့ဗမာပြည်ကိုလေနဲ့ကျေးဇူးတော်ကြောင့်ပြန်ရောက်တယ်ရောက်တဲ့အခါမှာကျွန်တော်အိမ်မှာလူအများများတယ်တရားကျွန်တော်အိမ်မှာအဲ့တဲ့မပြတ်ဘူးကျွန်တော်အိမ်ရှိမှာစလိတ်လေးဖွာပြီးတော့ထိုင်နေတယ်လာတဲ့လူတွေကနှုတ်စီတကြားယူလာတယ်ကျွန်တော်တို့ချင်းထုံးဆန်ရအမေဘာဖြစ်လို့နှုတ်စီတကြားရင်လည်းလူတွေလာကြတာလဲလို့မေးတဲ့အခါမှာကျွန်တော်အမေကငါသားတဲ့နင့်ကိုလူတွေအားလုံးကတေးပြီလို့ပဲထင်တာတဲ့နေအခုကျန်းမာမာနဲ့ပြန်ရောက်လာတယ်ဆိုတော့လူတွေကနင့်ကိုလည်းလာကြည့်ရင်းနဲ့ဘုရားကျေးဇူးတော်ချီးမွမ်းဖို့လာတာဆိုတော့အော်အဲ့လိုကြီးလားဆိုကျွန်တော်တို့အိမ်မှာနှုတ်စီတကြားဆိုတာ၄၅6လလောက်စားလို့မကုန်တော့အနောက်ဖိမိဖို့ကြောင့်မှအထက်လိုက်ပဲဘူးလိုက်အများကြီးပဲဆိုတော့ကျွန်တော်ဘာတက်တည်ခံခြင်းလဲဆိုတော့ဒီနေ့ကျွန်တော်တို့ကိုးကွယ်သောဖခင်သည်တောလေယာ14:28မှာသူပြောထားတဲ့အတိုင်းပဲငါအသက်ရှင်သောဖခင်ဖြစ်သောကြောင့်နဲ့ငါကြားစီလိုသောစကားတွေကိုငါ့ကိုပြောကြပါတဲ့ဟာလေလုယာပြီးတော့သုတ်တန်73နှစ်ထဲမှာလဲနှုတ်ရဲ့အသီးသီးဟူသောကောင်းသောအရာကိုကျွန်တော်တို့စားရမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပြည့်ညက်သွားရတတ်ပါဆိုတဲ့မမစကားပုံလည်းရှိပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဝန်ခံဖို့လိုတယ်ကျွန်တော်တို့သိနေတဲ့အရာတွေကိုယုံကြည်ခြင်းနဲ့နေ့စဉ်သင်အမိန့်ပေးပါဝန်ခံပါသင်အဲ့ဒီအရာတွေကသင်အတွက်ကောင်းချီးမင်္ဂလာဖြစ်စေမှာဖြစ်တယ်ဘယ်အရာမှာသင်စိတ်သက်ကြနေတယ်ဘယ်အရာကသင်ကိုဆွဲချနေတယ်အဲ့ဒီအရာတွေကိုသင်ယုံကြည်ခြင်းနဲ့သင်မွတ်ဆိုလိုက်ပါဖယ်ရှားလိုက်ပါသင်ထဲမှာဖခင်ကအခွင့်တကူအာဏာပေးတယ်ဆိုတာကျွန်တော်အတိတ်တဖန်သဘောပေါက်တယ်နောက်ပြီးတော့ကျွန်တော်ဗမာပြည်ပြန်ရောက်တဲ့အခါမှာလည်းဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်ကျမ်းမာမာနဲ့ပြန်ရောက်တယ်အဲ့မှာကျွန်တော်ကိုဆရာတွေက gospel ပြန်ပြီးတော့ဧဝံဂေလိသတင်းစကားကျွန်တော်ပြန်ပြီးတော့လာဝေငှတယ်ကောင်းစလင်းကျွန်တော်လာပြန်လုပ်တယ်ကောင်းစလင်းလုပ်တဲ့အခါမှာကျွန်တော်အရင်တုန်းကအခမ်းလဲရှိထားတဲ့အခါမှာအဲ့မှာကျွန်တော်အတိတ်တဖန်ကျွန်တော်ဘုရားကိုကျွန်တော်စက္ကတ်တယ် sacrifice လုပ်တယ်အဲ့မှာအရက်ကိုတော့ကျွန်တော်လုံးဝတုံးတိကျွန်တော်ဖြတ်တယ်ဆက်လိုက်ကတော့ကျွန်တော်ချက်ချင်းမဖြတ်နိုင်သေးတော့ကျွန်တော်နည်းနည်းတော့ကြာသွားတယ်ဆက်လက်ကိုဒါဖခင်ကအဲ့ဒီမှာကျွန်တော်ကိုအကောင်းဆုံးသောဇနီးတဲ့ကိုကျွန်တော်ကိုပြင်ဆင်ပေးတာဖြစ်တယ်2004မှာကျွန်တော်အိမ်ထောင်ပြုပါတယ်ကျွန်တော်အမျိုးသမီးကမာစတာဘွဲ့ရထားပါတယ်အမျိုးသမီးနာမည်ကတော့ဆာမလျန်လွန်ကျင်လို့ခေါ်တယ်ကျွန်တော်တို့ကချင်းထုံးဆန်ရကျွန်တော်တို့ကနင်းနုံဇွီလို့ခေါ်ပါတယ်ကျွန်တော်တို့ဇနီးမောင်နှံကကျွန်တော်က Isaac ကျွန်တော်အမျိုးသမီးက Rebecca ပုံစံမျိုးကျွန်တော်တို့အိမ်ထောင်ပြုပါတယ်ဖခင်ကကျွန်တော်တို့အကောင်းဆုံးသောအထောက်အပံ့ပေးတယ်ကျွန်တော်မျိုးသမီးကချမ်းသာကြောင်းစင်ထားတာဆိုတော့ကျွန်တော်ကိုသူအများကြီး guide လုပ်ပေးပါတယ်လူတွေကတော့ကျွန်တော်မျိုးသမီးကိုပြောတယ်နင်ဘာဖြစ်လို့ဒီထန်ကင်းဆိုတဲ့တရားကိုယူရတာလဲနင်ဘေးနားမှာဝိုင်းဝိုင်းလည်နေတဲ့ကျောင်းအုပ်ကြီးတွေဒေါက်တာတွေ MTH တွေပတ်စံရှိတဲ့လူတွေနင်ကို propose လုပ်တာတွေနင်ဘာဖြစ်လို့သူ့ကိုယူတာလဲလို့မေးတဲ့အခါမှာဖခင်ကကျွန်တော်ကိုအိမ်ထောင်ပြုဖို့စိတ်ချမှုပေးတယ်တဲ့ပတ်စံချမ်းသာတဲ့လူတွေသူ့ကိုဘလောက်ပဲကမ်းလှမ်းပါစေသူစိတ်မနိုင်ဘူးသူကကျွန်တော်ကိုစိတ်နိုင်တာဖြစ်တယ်အဲ့ဒါကျွန်တော်တော်လို့မဟုတ်ပါဘုရားလှုပ်သွားတာဖြစ်တယ်ဟာလေလုယာဘုရားကကျွန်တော်ကိုအကောင်းဆုံးသောဇနီးမောင်ဇနီးတဲ့ပြင်ဆင်ပေးပါတယ်ဒီအချက်တွေကပါလဲဆိုဘုရားကောင်းမြတ်တာဖြစ်တယ်ကျွန်တော်အမျိုးသမီးကလည်းကျွန်တော်ကိုယူတဲ့အချိန်မှာသူလည်းအမတန်မှတိုက်ပွဲဝင်ရပါတယ်ကျွန်တော်မင်္ဂလာဥညမှာဆိုကျွန်တော်အရက်မိုးပြီးတော့နော်ကျွန်တော်တရွာလုံးကလိုက်ရှာရတာဖြစ်တယ်ကျွန်တော်တို့ရွာဟိုအရက်ချက်တဲ့နောက်ထပ်တရွာမှာကျွန်တော်အရက်တောက်ပြီးတော့အရက်ချက်တဲ့အိုးဘေးနားမှာကျွန်တော်အိတ်နေတာမင်္ဂလာဥညဒရိုးသားပြောက်လို့လိုက်ရှာတာကျွန်တော်အရက်ဆိုင်မှာကျွန်တော်အိတ်ပျော်နေတယ်အဲ့လောက်ထိကျွန်တော်ရှိနေတယ်သူကတော့ကျန်းစာကြောင်းစင်တရွာလုံးကလည်းသူ့ကိုဆ iam ဆိုပြီးတော့အမတန်မှမျက်နှာရတဲ့အချိန်မှာသူကျွန်တော်ကြောင့်သူအဆက်ရတော့ညာလည်းပဲသူ့ရဲ့ကျွန်တော်အပေါ်မှာထားတဲ့မေတ္တာသူ့ရဲ့မျက်ရည်နဲ့ကျွန်တော်အိပ်ပျော်နေတဲ့အချိန်မှာသူကျွန်တော်ကိုလက်တင်ဆူတောင်းကောင်းချီးပေးခဲ့တာတွေကျွန်တော်မျိုးသမီးကကျွန်တော်ဘယ်လောက်ထိဆူတောင်းခံတင်ပြဘူးလဲဆိုတော့ကျမယောက်ျားကတဲ့ home sale တွေမှာဆူတောင်းခံချက်တင်ပြဖို့မတ်တရက်ရဲသောယောက်ျားပဲဖြစ်စီပါဆိုပြီးသူကဆူတောင်းတယ်အမျိုးသမီးကကျွန်တော်ကိုအများကြီးမတောင်းရဲဘူးသို့တော်ညာလည်းပဲဖခင်ကကျွန်တော်ကိုတဖြည်းဖြည်းနဲ့ပြောင်းလဲစေတယ်ပြီးတော့ကျွန်တော်2004မှာအိမ်အောင်ပြုတ်ပြီးတာနဲ့ကျွန်တော် Full Gospel Bible Training Center မှာကျမ်းစာ6လကျွန်တော်တက်ပါတယ်6လတက်တယ်ဆိုတာလေကျွန်တော်ကဖခင်ကိုနှုတ်ကပတ်တော်ကိုစာငတ်တယ်အဲ့ဒီအချိန်မှာဒါပေမဲ့အဲ့6လတက်တဲ့အချိန်မှာကျွန်တော်မှာစုံစမ်းခြင်းအများများပါတယ်
ဘာလို့လဲဆိုတော့မလေးရှားမှာရှိတဲ့အမျိုးတွေကလည်းကျွန်တော်အရန်တွေ့ကျင်တယ်ခေါ်ကျင်တယ်အဲ့ဒီအချိန်မှာတတိယနိုင်ငံသွားမယ်အခွင့်အရေးတွေအများကြီးရှိတယ်မင်းလာခဲ့ပါမင်းကတူတီတော့သားလည်းဖြစ်တယ်အိမ်ထောင်လည်းကြပြီအဖေမေကလည်းအသက်ကြီးပြီမင်းတို့အိမ်ပိုင်ရပိုင်လည်းမရှိဘူးငါတို့ရှိလာခဲ့ငါတို့မလေးရှားနေတတိယနိုင်ငံသွားမယ်ဘလို့ကောင်းစားမှာဘာညာပြောတယ်ခဏနေပါဦးဗျာကျွန်တော်ကျမ်းစာကြောင်းလေးတော့ပြီးအောင်တက်ပြရစီနှုတ်ကပတ်တော်လေးတော့ကောင်းကောင်းလေးခံယူပြရစီဆိုပြီးတော့ဒါကျွန်တော်6လတက်ခဲ့ပါတယ်စုံစမ်းခြင်းတွေဘလောက်ပဲခေါ်ကျွန်တော်လုံးဝမသွားဘဲနဲ့6လတက်တယ်ဖျားကျေးဇူးတော်ကြောင့်6လကိုအောင်မြင်စွာပြီးဆုံးတယ်နောက်ထပ်တစ်နှစ်ကျွန်တော်ပြန်တက်ဖို့ဖြစ်တယ်အဲ့ဒါကတော့ mission full gospel mission school ဖြစ်သွားတယ်အဲ့ဒါကြတော့ကျွန်တော်တို့ကတလစာတင်နဲ့တလ mission trip မှာသွားရတာဖြစ်တယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်အရင်တက်ချင်တဲ့ခါမှာအဲ့လိုပဲစုံစမ်းခြင်းတွေကအများအားမလေးရှားလာပါတတိယနိုင်ငံသွားရအောင်စုံစမ်းခြင်းတွေတကြောခေါ်နေတာလမ်းစိတောင်အလကားခေါ်နေတဲ့လူတွေအများကြီးပဲအဲ့ဒါနဲ့ကျွန်တော်ခဏနေပါအောင်ကြောင်းပြီးအောင်တက်ပြစီအောင်ဆိုပြီးကျွန်တော်ကျောင်းဆက်တက်တယ်6လဒီပလိုမာ2ခုကျွန်တော်2နှစ်အတွင်းမှာယူလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ကျောင်းပြီးတာနဲ့ကျွန်တော်တခါတည်းအဲ့ဒီဆက်သွယ်တဲ့လူတွေကိုကျွန်တော်ပြန်ပြီးတော့ဆက်သွယ်ပါလေရောကဲငါအခုကျောင်းပြီးပြီကွာငါ့ကိုခေါ်ကြလို့ပြောတဲ့အချိန်မှာသူတို့ကအတန်အောင်မကြားတော့ဘူးဟိုလေးဘူးတချင်းလို့ပေါ့ယူကြအောင်ဆောင်သွားကြတယ်အားလုံးကမတိကြအောင်ဆောင်သွားတယ်ကျမ်းစာကြောင်းတက်နေတော့ကတော့လာပါတကြောနဲ့အခုကျမ်းစာကြောင်းပြီးသွားပြီငါလာတော့မယ်ဆိုတဲ့အခါမှာဘယ်သူမှကျွန်တော်ခေါ်တဲ့လူမရှိတော့ဘူးအဲ့ဒါနဲ့ကျွန်တော်ဆူတောင်းတယ်ကိုတော့ကျွန်တော်ပေါ်မှာကိုတော့ဘာလိုတော့ရှိလေကိုတော့အလိုတော်ရှိအလိုတော်တိုင်းဖြစ်စေပါဆိုတဲ့အချိန်မှာကျွန်တော်ဆူတောင်းဆက်ကပ်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဖတ်သင်ဦးဆရာကြီးဆရာဒေါက်တာတမ်ဆွမ်မုံကကျွန်တော်ကိုအမှုတော်ဆောင်မှုကမ်းလှမ်းတယ်ဖခင်ရဲ့အမှုတော်ထဲမှာအမှုတော်ဆောင်မှုပေါ့နော်ကျွန်တော်ကမ်းလှမ်းတယ်အံ့ဩစရာကကျွန်တော်တို့ full gospel မှာတချို့လူတွေအမှုတော်ဆောင်ချင်တာတော်တော်ရှိပါတယ်အဲ့လိုအမှုတော်ဆောင်နေတဲ့လူတွေကဖခင်เจ้าမှာအမြဲတမ်းသူတို့ကစက္ကတ်တာတနစ်ကြော်2နှစ်လောက်သူတို့စက္ကတ်တယ် volunteer အနေနဲ့စက္ကတ်ကြတယ်အဲ့ဒါပြီးမှသူတို့အစမ်းခံအနေနဲ့ခံတာဒါပေမဲ့ဖခင်ကျေးဇူးတော်ကြောင့်ကျွန်တော်ဒီပလိုမာကျောင်းပြီးတော့ဒီပလိုမာနှစ်ခါတက်ပြီးတာနဲ့တပတ်ကြော်နှစ်ပတ်မပြည့်တဲ့အချိန်လေးမှာအမှုတော်ဆောင်ဖို့ကမ်းလှမ်းခြင်းခံရတာကျွန်တော်အမတန်အံ့ဩတယ်မိသားစုတွေလည်းအံ့ဩတယ်ဟာဒါကတော့ဖခင်အကြံစီနဲ့တူတယ်ဆရာကတော့ကျွန်တော်ပြောတယ်အမှုတော်ဆောင်ဖို့ကမ်းလှမ်းတဲ့အခါမှာမိဘနဲ့တိုင်ပင်ပါဇနီးနဲ့တိုင်ပင်ပါသဘောတူပြီဆိုရင်တော့သူရှိလာခဲ့ပါကျွန်တော်တို့အမှလက်မှတ်ဒီပိုင်ထိုးရတာဆိုတော့အဲ့ဒါနဲ့အိမ်မှာဆူတောင်းကြတယ်ကျွန်တော်တို့3ရက်ကိုတော့ဘာလို့တော့ရှိတယ်ကိုတော့အလိုတော်ရှိရင်အလိုတော်တိုင်းဖြစ်စေပါကိုတော့စပိဥယျာဉ်မှာကျွန်တော်တို့အလိုတော်ရှိရင်လည်းကျွန်တော်တို့စက္ကပ်ပါမယ်လို့ကျွန်တော်အသက်တာကိုကျွန်တော်တို့မိသားစုနဲ့ဆူတောင်းတဲ့အခါမှာဘုရားကအမှုတော်မြတ်ထဲမှာပါဝင်ဖို့နှလုံးသားထဲမှာစိတ်ချမှုပေးတာဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်2004မှာအမှုတော်မြတ်ထဲမှာ2004 2005 2006မှာကျွန်တော်အမှုတော်မြတ်ထဲမှာကျွန်တော်ခြေစုံပြစ်ကျွန်တော်စက္ကပ်ခဲ့ပါတယ်စက္ကပ်တဲ့အခါမှာဘုရားကစက္ကပ်တဲ့အတိုင်းပဲကျွန်တော်ကိုကောင်းကြီးပေးပါတယ်အဲ့ဒီအချိန်မှာကျွန်တော်အသက်တာထဲမှာစလိတ်ကလည်းလွတ်မြောက်သွားတယ်စလိတ်ကလွတ်မြောက်ဆိုကျွန်တော်ကျမ်းစာကြောင်းတက်တဲ့အချိန်မှာပဲကျွန်တော်ဆူတောင်းပါတယ်စလိတ်တွေဖြတ်ဖို့ကိုတော့ကျွန်တော်ခွန်အားနဲ့မနိုင်ပါဘူးတန်ရှင်တော်ဝိညာဉ်တော်ပဲကိုတော့ကပဲကျွန်တော်ကိုဖြတ်ပေးပါဖြတ်နိုင်တော့ခွန်အားတွေပေးပါလို့ပြောတဲ့အခါမှာဘုရားကကျွန်တော်ကိုစလိတ်ပြတ်ရတော့အခွင့်အရေးပေးတဲ့အပြင်အမှုတော်မြတ်ထဲမှာကျွန်တော်ကိုပါဝင်စေခဲ့တယ်ကျွန်တော်အမှုတော်မြတ်ထဲမှာစပါဝင်တော့ကတော့ Full Gospel Bible Training Center မှာကျွန်တော်စပြီးတော့အမှုတော်ဆောင်ချင်းအခွင့်ရပါတယ်ပြီးတော့ကျွန်တော်ဘုရားကျောင်းရဲ့အသင်းတော်ရဲ့ဧဝံဂေလိနယ်မြေမှာကျွန်တော်တာဝန်ယူရပါတယ်ယနေ့ဘုရားကကျွန်တော်ကိုသူ့အမှုတော်မြတ်ထဲမှာခြေစုံပြစ်ပါဝင်စက္ကန့်ချင်းအဖြစ်လူတွေကတော့တတိယနိုင်ငံဒီနိုင်ငံခြားတွေဘာညာတွေပြောပြီးမဲ့လည်းပဲဘုရားကဒီနေ့သူ့ရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်သွားတဲ့အခါမှာသူများဝတ်တယ်လို့ကျွန်တော်ဝတ်နိုင်ရတဲ့အခွင့်သူများစားတယ်လို့စားနိုင်ရတဲ့အခွင့်သူများသွားတဲ့နိုင်ငံတွေကိုလည်းဘုရားကကျေးဇူးတော်ကြောင့်ပို့ပေးပါတယ်ဆက်လက်ပြီးတော့လည်းပို့ပေးအောင်မယ်လို့ကျွန်တော်ယုံကြည်ခြင်းရှိတယ်ဒီနေ့ကျွန်တော်တို့ဇနီးမောင်နဲ့2004မှာအိမ်တော်ပြုပါတယ်ပြုပြီးတော့ကျွန်တော်တို့အမျိုးသမီးနဲ့ကျွန်တော်နဲ့လည်းအခုဘုရားကျေးဇူးတော်ကြောင့်ကျွန်တော် focus ပဲမှာနှစ်ယောက်စလုံးကအချိန်ပြည့်မှုတော်ဆောင်နေဖြစ်ဘုရားကျေးဇူးတော်ကြောင့်ပါဝင်ခွင့်ရတယ်လို့ယနေ့ကျွန်တော်တို့ဇနီးမောင်နှံကအိမ်တော်သက်10နှစ်ပြည့်တဲ့2014เนาะအဲ့ဒီမှာကျွန်တော်တို့အသက်တာမှာဘုရားကကျွန်တော်တို့ကို mission တစ်ခုစားဖို့ကျွန်တော်တို့မိသားစုထဲမှာဘုရားကဝင်တင်လိုက်ပါတယ်အဲ့ဒါပါလဲဆိုတော့ဒီကလေးတွေမိဘမဲ့ကလေးတွေပြုစုဖို့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအရာဘုရားကကျွန်တော်လှုပ်ခိုင်းတဲ့အချိန်မှာကျွန်တော်မလှုပ်ရဲသေးပါဘူးကျွန်တော်အရန်ကြောက်ပါတယ်သူများတွေလှုပ်တယ်ဆိုတာစပွန်ဆာ
ရှိပြီးမှလောက်ကြတာများတယ်ကျွန်တော်ကအင်္ဂလိပ်စကားလဲကျွန်တော်မတတ်ပါဘူးဘယ်နိုင်ငံရဲ့ဘွဲ့မှာကျွန်တော်မရခဲ့ပါဘူးကျွန်တော်အားငယ်တယ်ဒါဖခင်ကကျွန်တော်ဦးလေးရဲ့သားသမီး၄ယောက်ကိုကျွန်တော်တို့အိမ်မှာအရင်ပို့လိုက်တယ်ကျွန်တော်တို့ချင်းထုံးစံရကျွန်တော်ဦးလေးကဆုံးသွားတယ်သူ့အမျိုးသမီးကလည်းအရွယ်ကောင်းတော့နောက်အိမ်တောင်ပြုတ်တယ်ဆိုတော့ကျွန်တော်အဖေကအကိုကြီးဆုံးဆိုတော့ကျွန်တော်အဖေစီကိုကလေးတွေအားလုံးရောက်လာတဲ့အခါမှာကျွန်တော်တို့ကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတာဝန်ယူရတယ်ဒါပေမဲ့ကျွန်တော်ကဒီကလေးတွေကိုကျွန်တော်တိတ်ဝါဒနာမပါတော့ကျွန်တော်ဒီမြင့်မိဘမဲ့ကေယာကိုကျွန်တော်ပို့လိုက်တယ်တခြားကေယာကိုကျွန်တော်တွားအပ်လိုက်တယ်တခြားကေယာအပ်လိုက်တဲ့အခါမှာလည်းအဲ့တခြားကေယာအပ်တဲ့ဆရာနဲ့ကျွန်တော်နဲ့ကစင်ကာပူမလေးခရီးစဉ်တွေမှာအမြဲတမ်းသူနဲ့တွားတိုးတာတွားတိုးတော့သူကကျွန်တော်အရင်အထင်ကြီးပြီးတော့အလူငွေတွေကောက်တဲ့အခါမှာကျွန်တော်မပေးနိုင်ဘူးမပေးနိုင်တဲ့အချိန်မှာအပုတ်ချတော့မဟုတ်ပါဘူးသူကလည်းကျွန်တော်ကလေးတွေကို2နှစ်လောက်ပဲသူလက်ခံပြီးတော့မင်းတို့ကလေးတွေလာပြန်ခေါ်တော့မင်းတို့ကလေးတွေမလိမ္မာဘူးဆိုတဲ့ဥစ္စာကိုအကြောင်းပြပြီးတော့ပြန်ပို့တာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အိမ်မှာတစ်နှစ်ကျွန်တော်ဒီတိုင်းထားတယ်ဘယ်ဂီဟာကိုပို့လို့ပို့ရမှန်းလည်းမသိဘူးကျွန်တော်တို့အသင်းတော်ရဲ့မိဘမဲ့ဂီယာတွေတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်အသင်းတော်ရဲ့ဥစ္စာတွေကြတော့လည်းအများတန်းလူပြည့်နေတော့ဘလို့မှထားလို့မရပါဘူးအဲ့ဒါနဲ့အများတန်းပြည့်နေတယ်ဆိုတော့ဖခင်ကငါတို့ကိုစစီချင်တယ်ဆိုပြီးတော့ကျွန်တော်အမျိုးသမီးကပြောတယ်နေပေါင်းငါမိမရဲ့ငါတို့ဆူတောင်းပေးရစေအောင်ဒီအလောက်ကမလွယ်ဘူးနော်မလွယ်မိဘမဲ့ဆိုတာငါကြားဘူးတလောက်ကတော့ဆရာတွေကတော်တော်များများပြောကြတယ်လို့မိဘမဲ့ဆိုတာကမိဘမဲ့တွေကဆရာတွေကိုပြန်ကြွေးတာပါညာအမျိုးမျိုးပုတ်ခတ်တဲ့စကားတွေမျိုးပြောကြတယ်ကြောက်တော့ငါဒီကိစ္စကြီးတော့မလုပ်ရဲဘူးနော်ဘာဖြစ်ဖြစ်ငါဆူတောင်းမယ်ဖះတက်တည်ထူဖို့ဆူတောင်းမယ်ကျွန်တော်တို့ဇနီးမောင်နှံဆူတောင်းတဲ့အချိန်မှာဖះကိုကျွန်တော်စိန်ခေါ်တယ်တန်ရီလာကဲတို့ကိုတော့တကယ်ကိုတော့ကျွန်တော်တို့ဒီအမှုကိုလှုပ်ခိုင်းမယ်ဆိုရင်တက်တည်ထင်ရှားပါအဲ့ဒါနဲ့ကျွန်တော်တို့2013မှာကျွန်တော်တို့ရွာမှာနှစ်တရာဂျူဘလီရှိတယ်ဒီခရစ်ယာန်သာသနာရောက်တဲ့နှစ်တရာဂျူဘလီကျွန်တော်တို့လုပ်တဲ့အခါမှာကျွန်တော်တို့ရွာမှာအခုကျွန်တော်တို့ချင်းတောင်မှာဘာဖြစ်လဲဆိုတော့မွေးစေးဝါးတွေခစ်စားလာတယ်လေလုတ်ချင်တဲ့လူမရှိတော့ဘူးစေးသမားတွေများလာတယ်ဘိန်းဆိုင်ကြတယ်သူများတွေစိုက်လို့ဝမှာကျွန်တော်တို့ချင်းတောင်မှာအခုမှတရေနိုးမှထားဖြစ်တဲ့အခါမှာတော်တော်များအိမ်တောင်တွေကွဲကြတယ်မုတ်ဆိုးမာတွေဖြစ်ရတယ်ဆိုတော့ကလေးတွေကမိဘမဲ့တွေတွေ့ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဇနီးမောင်နှံ2013ကျွန်တော်တို့ရွာနှစ်တရာဂျူဘလီကျွန်တော်တို့ရွာကန်ဆောင်းဆောင်ဖြစ်တယ်ကန်ဆောင်းဆောင်နှစ်တရာဂျူဘလီမှာကျွန်တော်တို့ဆူတောင်းတယ်ဒီရွာရဲ့နှစ်တရာပြည့်တဲ့အချိန်မှာဒီရွာသားတွေဖြစ်တဲ့ကျွန်တော်တို့တွေကအမွေခံတွေကဒီရွာကကလေး10ယောက်နဲ့ဒီ ministry မိဘမဲ့သာသနာစမယ်လို့ကျွန်တော်ဆူတောင်းတယ်ခုတော့တကယ်စစီခြင်း10ယောက်ပေးပါ10ယောက်ပေးကျွန်တော်စပါမယ်လို့ဆူတောင်းဆက်ကတ်တဲ့အတိုင်းပဲဘုရားကကျွန်တော်ကို10ယောက်ပေးတယ်10ယောက်ပေးတဲ့အခါမှာလဲကိုရောတို့ဒီ10ယောက်ကိုကျွန်တော်ခေါ်သွားနိုင်ဖို့လမ်းစီကျွန်တော်မရှိဘူးလို့ကိုရောအလိုတော်ရှိရင်ကိုရောနမိတ်လက္ခဏာပြုပါလို့ပြောတဲ့အခါမှာကျွန်တော်အကိုလဲဟုတ်တယ်ကျွန်တော်ရဲ့ချင်းလို့ဆိုရင်ကျွန်တော်ရဲ့တူလို့ခေါ်တယ်ကျွန်တော်ရဲ့ကတူပပါဆရာတော်ခုပါသူက crusade လာလို့ရင်းနဲ့သူရဲ့ crusade team တွေကိုထားခဲ့ပြီးတော့ကျွန်တော်ကိုပူကင်းနင်တို့ကလေးတွေငါနဲ့အတူတူပြန်မယ်ကလေးမျိုးဒီငါတာဝန်ယူတယ်ငါရဲ့ team တွေကိုငါထားခဲ့မယ်ဆိုပြီးသူ့ရဲ့အဖွဲ့တွေကိုထားခဲ့ပြီးတော့ကျွန်တော်ကလေးတွေနဲ့ကျွန်တော်မိသားစုကိုသူ့ကားနဲ့ခေါ်သွားတာကလေးမျိုးတွေဘုရားကျေးဇူးတော်ကြောင့်တကယ်ကိုဘုရားပို့ဆောင်ပေးတဲ့ဆရာနဲ့ကျွန်တော်တို့တွေ့ပြီးတော့သူကလည်းကျွန်တော်တို့အရန်ဟိုနေဖြစ်တယ်ကျွန်တော်တို့ရန်ကုန်မှာလည်းအိမ်မှာပဲဝင်ထွက်သွားလာတဲ့လူတယောက်ဆိုတော့သူလည်းကျွန်တော်တို့အကြောင်းသိတော့ကျွန်တော်ယုံကြည်ခြင်းနဲ့စာမှန်တည်တဲ့အခါမှာသူကလည်းကျွန်တော်ပံ့ပိုးပေးတယ်ကျွန်တော်တော့ပြောလိုက်သေးတယ်ဆရာတော်ခုပါနင်အခုသာသနာစပြီဆိုရင်အကျွေးဝိုင်းတော့မယ်တဲ့အဲ့ဒါနဲ့ဝိုင်းရင်လည်းမတတ်နိုင်တော့ဘူးလို့ငါတော်မှအခုအချိန်นี้အကျွေးတွေနဲ့သွားနေတာတဲ့ကျွန်တော်အကူဆရာတော်ခုပါတော့အဲ့လိုကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်လည်းဟုတ်ပြီဘာဖြစ်ဖျားစားခိုင်းနေဆိုတော့စားမယ်ဆိုရင်ကလေး10ယောက်နဲ့ရန်ကုန်ကျွန်တော်ရောက်တယ်ရန်ကုန်ရောက်တဲ့အချိန်မှာပဲကျွန်တော်တို့ဇနီးမောင်နှံကလည်း full gospel မှာအချိန်ပြည့်အမှုတော်ဆောင်လှုပ်တော်ကြောင့်ဖျားရှင်လို့ကျွန်တော်တို့ဇနီးမောင်နှံကလည်းအသင်းတော်မှာအချိန်ပြည့်အမှုတော်ဆောင်နေနဲ့စက္ကန့်မယ်ကျွန်တော်တို့ဒီကလေးတွေကိုလည်းကျွန်တော်တို့ကိုစားကျွန်တော်တို့နီးတူချီးကျူးဆောင်းရှောက်ပေးမယ်အနီးကပ်ဆံမကိုတော့ပြင်ဆင်ပေးပါလို့ကျွန်တော်ဒိုင်ရီလာကဆိုနမိတ်လက္ခဏာကျွန်တော်ပြန်တောင်းတယ်အဲ့ဒါနဲ့ပြန်တောင်းတဲ့အခါမှာဒီမီးထဲမှာပဲအသက်ရှင်တဲ့ဖះပေါ့နော်ဖះကိုတော့အသက်ရှင်နေတိုင်းကျွန်တော်နမိတ်လက္ခဏာပြပါဒီတခါတော့ဒိုင်ရီလာမဟုတ်တော့ဂီးတောင်လို့မျိုးကျွန်တော်နမိတ်လက္ခဏာပြန်တောင်းတယ်
တိုင်းလာနဲ့ဆိုတော့ချင်းသွေးတွင်းထဲတွေပါအခြားခံရတာဟုတ်ဆိုတော့အဲ့ဒါနဲ့ဒိုင်လာတော့မလို့ချင်တော့ဒီတကားတော့ဂီးတောင်ကဲသူပြောင်းပြီးတော့ဖျားရှိကနမိတ်လက္ခဏာတောင်းမယ်လို့ကျွန်တော်ဆူတောင်းတယ်ဆူတောင်းတဲ့ခါမှာလဲဖျားကကျွန်တော်ကိုဆီယာမတယောက်ဟိုပလက်ဝက်ကနေပြီးတော့ဆီယာမတယောက်ပို့ပေးတယ်အဲ့ဆီယာမအပြိုကြီးအဲ့ဒါနဲ့ဆီယာမနဲ့ကျွန်တော်ဆွေးနွေးတယ်ဆီယာမကျွန်တော်ဒီကလေးသာသနာစတာကပတ်စံရှိလို့မဟုတ်ဘူးစပွန်ဆာရှိလို့စတာမဟုတ်ဘူးဘာကြောထောက်တော့ကမှမရှိပဲကျွန်တော်စတယ်ဒါကြောင့်ဆီယာမကိုကျွန်တော်လာကပေးနိုင်ခြင်းမပေးနိုင်မယ်ဒါကြောင့်ခင်ဗျာစက္ကန့်နိုင်စက္ကန့်မစက္ကန့်နိုင်မစက္ကန့်နဲ့ကျွန်တော်လာစာပေးဖို့တော့လုံးဝအစီအစဉ်မရှိဘူးသို့တော့ဖះကောင်းကြီးရရင်တော့ခင်ဗျားတို့လည်းကျွန်တော်မမေ့ပါဘူးလို့ကျွန်တော်ပြောတဲ့ခါမှာသူကဆရာကျမအဲ့ဒါပဲသဘောကျတာဆိုပြီးတော့ကဲကြည်စံကျေးဇူးတော်ကြောင့်သူကစိတ်နိုင်ပြီးတော့ကျွန်တော်လာစာတပြားမှတကယ်မပေးနိုင်ဘူးသူကျွန်တော်အမှုတော်မြတ်ထဲမှာစက္ကပ်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်ကကလေးသာသနာလို့ပဲခေါင်းစဉ်တက်ထားတာနာမည်မပေးရသေးဘူးအဲ့မှာတခါကျွန်တော်ထပ်ပြီးတော့ဂီတောင်လိုပဲကိုတော့တကယ်အသက်ရှင်လို့ရှိရင်ဒီကိုတော့စခိုင်းတဲ့ဒီသာသနာတကယ်စခိုင်းလို့ရှိရင်ကျွန်တော်ကိုနမိတ်လက္ခဏာတစ်ခုကျွန်တော်ပြန်ပေးပါနာမည်ကျွန်တော်လိုချင်တယ်လို့သူများတွေက grace တွေဘာညာကွိကွာတွေတိတယ်မလားဟို grace တို့love တို့အမျိုးမျိုးပေါ့လေသူတို့ဂီဟာနာမည်တွေကိုအမျိုးမျိုးပေးကြတယ်ကျွန်တော်ကတော့အဲ့ဒီတဲကနေမတူတဲ့နာမည်ကိုတော့ကျွန်တော်ပေးမယ်ကိုတော့ကျွန်တော်ကိုနမိတ်လက္ခဏာတက်တည်ထူပါလို့ပြောတဲ့အချိန်မှာဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ကဘာလုပ်နေလဲဆိုတော့ဒီတပည့်တော်ဖြစ်ခြင်းဆိုင်ရာကျွန်တော်လေ့လာနေတဲ့အချိန်ကျွန်တော်သင်တန်းတက်နေတဲ့အချိန်ဖြစ်တယ်ကျွန်တော်တပည့်တော်ဖြစ်ခြင်းဆိုင်ရာသင်တန်း Asia SS မှာကျွန်တော်သင်တဲ့အခါမှာအဲ့ဒီအပတ်ကဘာနဲ့တွန်းတိုက်လဲဆိုတော့ကျွန်တော်ဆရာတမန်တယောက်ဒီပြောတဲ့ subject လေးက Barnabas အကြောင်းကိုတမန်တော်ထဲမှာအဲ့ဒါကိုကျွန်တော်တို့လေ့လာနေတဲ့အချိန်ဖြစ်တယ်ကျွန်တော်ဖျားရှိမှာဆူတောင်းနေတဲ့အချိန်မှာ Barnabas အကြောင်းကိုအဲ့ဒီဆရာကြီးကအထူးပို့ချတဲ့အချိန်အဲ့မှာဖျားကကျွန်တော်ကိုစကားပြောတယ်ငါသားအခုမင်းကြားနေရတဲ့ Barnabas ဆိုတဲ့ပုဂ္ဂိုလ်ရဲ့နာမည်ကမင်းအတွက်ဖြစ်တယ်မင်းရဲ့ ministry အတွက်ဒီနာမည်ကမင်းအတွက်ဖြစ်တယ်ဒါကြောင့်မင်းအတွက်ဖြစ်လို့ငါဒီ subject ကိုဒီအပတ်ထဲမှာမင်းအတွက်ငါပြင်ဆင်ပေးတာဆိုဘုရားကကျွန်တော်ရှင်းလင်းပြတ်သားသောအတန်နဲ့စကားပြောလာတာအဲ့ဒါနဲ့ Barnabas ဟုတ်ပြီ Barnabas အဲ့ Barnabas အကြောင်းကျွန်တော်လေ့လာတဲ့အခါမှာ Barnabas ကအမတန်ပဲတကယ်ကိုကျွန်တော်အားကြခဲ့ပါတယ်သူများတွေကတော့အားကြတာကတော့ပေါလုတို့ဘာလို့အားကြတာပေါ့နော်ဒါဝိဒ်တို့အားကြတာပေါ့ကျမ်းစာထဲမှာဒါပေမဲ့ကျွန်တော် Barnabas ကိုအားကြတယ်ဘာဖြစ်လို့အားကြလဲဆိုရင် Barnabas ကမထင်မရှားဖြစ်တော်ညာလဲပဲတမန်တော်ကြီးရှင်ပေါလုဆိုပြီးတော့ဖြစ်သွားအောင် Barnabas ကပံ့ပိုးပေးခဲ့တာဖြစ်တယ်တမန်တော်ကြီးရှင်ပေါလုကနေပြီးတော့တခါတည်းတိမောသေတို့ဘာလို့ကိုအားလုံးကိုနောက်ဆုံးကုံပြောရမယ်ဆို Barnabas အားဖြင့်ပဲဓမ္မသစ်ကျမ်းကြီးပေါ်လာတယ်လို့တောင်ပြောလို့ရပါတယ်တိုးတော်ညာလဲ Barnabas ကနာမည်ကြီးလားဆိုတော့မကြီးပါဘူး Barnabas ရဲ့အသက်တာကကျွန်တော်နဲ့ဘာတူသွားလဲဆိုတော့ Barnabas ကသူ့ရဲ့ပိုင်ဆိုင်တဲ့အိမ်နေချမ်းနေ Cyprus ကျွန်းမှာရှိတယ်အဲ့ဒီကျွန်းမှာရှိတဲ့သူ့ရဲ့အိမ်ချမ်းမြေတွေကိုသူကရောင်းစားပြီးတော့ဘုရားမှုတော်မြတ်ထဲမှာသူကစက်ကပ်ပြီးတော့ပါဝင်ပြီးတော့သူ့ရဲ့ရှိသမျှကိုပါဝင်ပေးကမ်းတဲ့အခါမှာအမှုတော်သာသနာဓမ္မတိကျမ်းကြီးတအုပ်လုံးပေါ်လာတာဖြစ်တယ်လို့ကျွန်တော်ခံစားတယ်ဘာနာဘတ်နာမည်တော့မကြီးပါဘူးထိုကဲ့သို့ပဲကျွန်တော်လည်းဒီသာသနာကိုကျွန်တော်စားဖို့ရန်အတွက်ကျွန်တော်စပွန်ဆာမရှိတဲ့အတွက်ကျွန်တော်မှာရွာမှာကျွန်တော်မင်္ဂလာဆောင်တုန်းကရထားတဲ့လက်ဖွဲ့ရထားတဲ့ကျွဲနဲ့ကျွန်တော်ဟိုဖိုးဖွားတွေကပြီးတဲ့ကျွဲ၄កောင်ရှိတယ်အဲ့၄កောင်ကျွန်တော်ရောင်းပြီးတော့ကျွဲ၄កောင်ရောင်းပြီးတော့စခဲ့တယ်ရတဲ့ပတ်စံလေးနဲ့မော်ပြီးမှမြေကွက်လေးငှားပြီးတော့တဲလေးစောက်ပြီးတော့လိုအပ်တဲ့အိုးခွက်ပကန်းလေးကျောင်းစင်းအင်ဂျီတွေဘာညာတွေအကုန်ဝယ်ပြီးတော့စောက်တယ်နှစ်ဒီလာအဲ့မှာတစ်နှစ်အတွင်းမှာကျွန်တော်အကျွေး၈သိန်းလောက်တင်သွားတယ်ကျွန်တော်ရဲ့ရှိသမျှကျွဲတွေအကုန်ကုန်ပြီးကျွန်တော်ရောင်းလိုက်တာဘယ်လောက်ထိပြောလဲဆိုကျွန်တော်ကြီးတော်ကနောက်ဆုံးကျွဲရောင်းတဲ့အချိန်မှာပတ်စံပို့လိုက်တာစာနဲ့ပတ်စံမှာရေးပေးလိုက်တယ်ကျွဲကုန်ပြီချင်းလို့ဆိုရင်လွိုင်ဘေတာဆိုပြီးတော့ကျွန်တော်တတိပေးစာလေးရေးလိုက်တယ်ဘာမှမရှိတော့ဘူးပေါ့ဟုတ်ပြီဖခင်ကအဲ့မှာစပြီးတော့အမှုပြုပါတယ်0ဖြစ်မှဟီရိုဖြစ်မယ်ဆိုတဲ့အတိုင်းပဲကျွန်တော်0ဖြစ်သွားတယ်ငါဒီသာသနာစခဲ့တာတော့မှားပြီလားတော့ထင်ရတဲ့အတိုင်းပဲဖခင်ကကျွန်တော်တကယ်စိတ်ချမှုပေးတယ် Barnabas Children Ministry ဒါပေမဲ့အဲ့ဒီအပေါ်မှာ
Barnabas Ministry ရှိပါတယ်ဒီ Barnabas Ministry အောက်ကနေပြီးတော့ Children Ministry တွေရှိမယ်နောက်ပိုင်းမှာကျွန်တော်ဖျားကောင်းကြီးပေးရင်ဖျားကကျွန်တော်မြေကွက်တွေပေးရင်ကျွန်တော်ကျန်းစာကျောင်းရှိမယ်မူကြိုရှိမယ်ဖျားကကျွန်တော်အခုလည်းကျွန်တော်ဇနီးတွေကဗမာနိုင်ငံလုံးဆိုင်ရာအတိမတ်ပြုမူကြိုဆရာမသင်တန်းတက်နေတာဖြစ်တယ်ဖျားကကျွန်တော်တို့လမ်းဖွင့်ပေးတာအဲ့သင်တန်းတက်ဖို့လဲဖျားကလမ်းဖွင့်ပေးတာမထင်မှတ်ပဲနဲ့ဖွင့်ပေးလိုက်တဲ့လမ်းကြီးအဲ့ဒီလိုဖျားကကျွန်တော်တို့ပြင်ဆင်ပေးတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်ဗာတက်သေးခံခြင်းလဲဆိုတော့ဒီနေ့ဖျားအတွက်ကျွန်တော်တို့စက္ကတ်တဲ့အခါမှာဖျားအတွက်ကျွန်တော်တို့ဘရင်အောင်ဖောင်ပြက်ခြေစုံပြစ်ဗိုလ်မှူးပါထူကဲ့သို့တတ်မတော်ကိုခြေစုံပြစ်ဝင်တယ်လို့ပြောတဲ့အတိုင်းပဲကျွန်တော်တို့လည်းအမှုတော်ကိုခြေစုံပြစ်စက္ကတ်တဲ့အခါမှာဖျားကကျွန်တော်တို့ကိုလိုအပ်သည့်ထက်ပိုရှန်စွာထောက်ပံ့ပေးုံတာမကကျွန်တော်တို့အားဖြင့်လဲသူ့ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်ကျွန်တော်တို့အပေါ်မှာအမှုတည်တည်ပြုတယ်ကျွန်တော်တို့ရဲ့အသွေးအသားနဲ့ဆိုင်တဲ့သားသမီးတွေဖျားကမပေးသေးပေမဲ့တခြားသောမိဘမဲ့ကလေးတွေကိုပြုစုခြင်းအပြင်ဖျားကကျွန်တော်တို့အသက်တာထဲမှာသူ့ရဲ့ဘုန်းကိုထင်ရှားစေတာဖြစ်တယ်ဒီနေ့ကျွန်တော် Barnabas Ministry ရဲ့ဆောင်ပုဒ်ကတော့ဘာလဲဆိုရင်တိတိနှစ်လေးဖြစ်ပါတယ်လူအပေါင်းတို့ဒီတမန်တရားကိုတည်ပြီးကဲတင်ခြင်းရဖို့ကျွန်တော်အဓိကကျွန်တော်ဆောင်ဖို့ဖြစ်ပါတယ်လူတွေတမန်တရားကိုကျွန်တော်သိစေခြင်းနဲ့ကဲတင်ခြင်းကိုကောင်းကောင်းရစေခြင်းနဲ့ဒီနေ့ကျွန်တော်ရဲ့ကလေးတွေလည်းတမန်တရားသိမယ်ကဲတင်ခြင်းရပြီးတော့ကျွန်တော် Barnabas အားဖြင့်ကျွန်တော်အားဖြင့်လူတွေကောင်းကြီးဖြစ်ဖို့ကျွန်တော်မျှော်လင့်တာဖြစ်တယ်ဘုရားကလည်းကျွန်တော်ထိုကဲ့သို့ပဲကျွန်တော်ယနေ့အချိန်ဒီအသုံးပြုနေတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာအစကနေပြန်ပြီးတော့ခြုံငုံမယ်ဆိုရင်ဒီနေ့တင်းရဲ့အသက်တာထဲမှာယုံကြည်ခြင်းရှိပါမိတ်ဆွေယုံကြည်ခြင်းနဲ့တင်အမိန်ပေးပါမွတ်ဆူပါဝန်ခံပါမရှက်ပါနဲ့မကြောက်ပါနဲ့တင်ဝန်ခံတဲ့အခါမှာတင်ကိုယ်စားဘေးရလူတွေရှက်ပေမဲ့အဲ့ဒီလူတွေကတင်ရဲ့တစ်ဖက်မှာတက်တည်ဖြစ်မှာဖြစ်တယ်ဒီနေ့ကျွန်တော်အပေါ်မှာလဲယုံကြည်ခြင်းနဲ့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်သားထံခင်းပေါ်မှာလို့ကျွန်တော်မိဘတွေဝန်ခံခဲ့တဲ့အပေါ်မှာမယုံကြည်ပေးသောယုံကြည်သူတွေကတက်တည်ဖြစ်တဲ့အခါမှာဘုရားဘုန်းထင်ရှားသွားတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာသူများတွေကတော့နိုင်ငံရဲ့ခြားမှာသွားဖို့ဘလောက်ပဲစီယုံခြင်းခံရတော့ညာလဲပဲဘုရားကကျွန်တော်ကိုငြိမ်သက်ခြင်းနဲ့ဒီအမှုတော်မြတ်ထဲမှာကျွန်တော်ကိုဆွဲခေါ်လာတဲ့အခါမှာကျွန်တော်ရဲ့အသက်တာဒီတကယ်ပဲဘုရားကောင်းကြီးမင်္ဂလာရှိသလိုကျွန်တော်မိဘနှစ်ပါးလဲကျမ်းပါတယ်ကျွန်တော်တို့ဇနီးမောင်နှံလဲဘုရားကျေးဇူးတော်ကြောင့်အမှုတော်မြတ်ထဲမှာဘုရားကမျက်နှာသာပေးတယ်ယနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားကနေရာတကာမှာဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်ကိုသင်ကြားရတဲ့အခွင့်တွေနောက်ပြီးတော့ကျွန်တော်ကိုဟောပြောဝေငှရတသက်ခံရသောအခွင့်တွေဘုရားကျွန်တော်နေရာတိုင်းမှာဘုရားကျေးဇူးတော်ကြောင့်အသုံးပြုနေတာဖြစ်တယ်ဒါတွေကကျွန်တော်တော်လို့တက်လို့မဟုတ်ပါဘူးဘုရားကျွန်တော်အပေါ်မှာပြုပေးတဲ့မဟာကျေးဇူးတော်ကြောင့်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဒီမှာကြည့်ရှုနေတဲ့ညီကိုမောင်နှမနဲ့ရောက်တိုင်းပေါ်မှာကျွန်တော်ခွန်အားပေးချင်တာကတော့ဘယ်ရာမှကျွန်တော်တို့ကိပတ်မလုပ်ပါနဲ့ဖះနဲ့ကျွန်တော်တို့ရှောက်လန်းပြီးတော့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့မွတ်ဆိုပါယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဝန်ခံပါယုံကြည်ခြင်းနဲ့ကျွန်တော်တို့လှုပ်ဆောင်ပါသင်လှုပ်လေရာတိုင်းပြုလေရာတိုင်းမှာဖះသခင်အမှုတစ်ကိုပြုမယ်ဒီနေ့ကျွန်တော်အသက်တာထဲမှာကျွန်တော်လှုပ်ဆောင်တဲ့အခါမှာကျွန်တော်တက်မှာကျွန်တော်မစင်စားရဘူးတဲ့ ministry ကြီးတွေဖះကကျွန်တော်ပြင်ဆင်ပေးပါတယ်ယနေ့ကျွန်တော်အခုတက်တည်ခံတဲ့အချိန်မှာကျွန်တော်စခဲ့တာ3နှစ်ရှိသွားပါပြီအခုဖះကကျွန်တော်ကလေး21ယောက်ပေးထားပါတယ်ဆက်လက်ပြီးတော့ဆူတောင်းပေးဖို့ရန်ဆူတောင်းခံချက်ကတော့ကျွန်တော်တို့မြေကွက်ကြီးကြီးလိုချင်ပါတယ်အဲ့ဒီမှာကျွန်တော်အများကြီးကျွန်တော် ministry အောက်မှာ Barnabas ministry အောက်မှာကျွန်တော် children department တွေကျွန်တော်လုပ်ချင်တယ် Bible school တွေကျွန်တော်လုပ်ချင်တယ်အဓိကမွေးစေဝါသမားတွေကျွန်တော်ပြုစုချင်တယ်နောက်ပြီးတော့ကျွန်တော်တို့အသက်တာထဲမှာမူဂျိုကလေးတွေသူငယ်သွားရလမ်းဝမှာဆိုရဲဆောင်ပုံးနဲ့အညီတမန်တရားကိုတွင်တင်ဖို့ရတဲ့မူဂျိုမယုံကြည်သူတွေကိုလည်းကျွန်တော်တို့ထိုးဖောက်မှုရအောင်လို့မူဂျိုအစီအစဉ်တွေလည်းဆူတောင်းစကတ်ထားပါတယ်အဲ့ဒီအစီအစဉ်တွေကိုလည်းအားလုံးသတိရပြီးတော့ဆူတောင်းပေးကြပါရောက်တိုင်းပေါ်မှာဖျားရှင်ထူကောင်းကြီးပေးပါစေ I hear the rolling thunder thy power throughout the universe display then sings my soul